ကဲဒီနေ့ဆရာမနဲ့ကျွန်တော်တို့စနေစကားဝိုင်းဒီ47ဖြစ်မယ်နော်ကျွန်တော်တို့ပြောလာကြတာစကားဝိုင်းနာမည်ပထမတော့ကျွန်တော်တို့ကယူသသာနာမည်ပေးခဲ့ကြတာပေါ့နော်အခုလည်းမယုံမသားပေးတာပေါ့အခုတော့လောက်ပေါ့ကျွန်တော်ဆိုလိုတာကဉာဏ်လူထွက်စားပေါ့နော်ကိုယ့်ရဲ့ဒီဘဝအမှန်ကိုအားလုံးသိကျင်ညာပြီးတော့ပြောတယ်လို့ဒီလိုဆိုလိုတာပါအခုတော့ကျွန်တော်တို့အကြောင်းတွေအားလုံးသိသွားကြပြီဆိုတော့ကျွန်တော်တို့ဟာဒီသေယုပေးစဉ်ကျွန်တော်တို့ဘဝ stable ဖြစ်စပြုပြီပေါ့ဗျာအဲ့တော့နာမည်တစ်ခုကျွန်တော်တို့ရွေးကြတာပေါ့ရွေးကြတဲ့အခါကျတော့ဒီစကုမကုကာလမှာတော့ကျွန်တော်တို့ရိုးရိုးလေးစနေစကဝိုင်းလို့ဒီလိုပြောတာပေါ့အခုတော့နောက်ထပ်ပြီးတော့များသောအားဖြင့်စနေစကဝိုင်းတွေတနင်္ဂနွေစကဝိုင်းတွေကနေ့ရက်ကိုအကြောင်းပြုပြီးတော့သိကြတာတော်တော်များတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကလည်းကိုယ်ပိုင် trademark လေးတစ်ခုပေးဖို့လိုအပ်လာတာပေါ့စနေစကဝိုင်းကဘယ်စနေစကဝိုင်းလဲပေါ့အဲ့ဒီမှာကျွန်တော်တို့ကလောကဝိဟာစနေစကဝိုင်းပေါ့လောကဝိဟာဆိုတဲ့စကားလုံးကဘုကျောင်းအောင်ဆန်းရဲ့အစေးတစ်ပုဒ်ဒီတက္ကသိုလ်ကျောင်းသားဘဝမှာရေးခဲ့ဘူးတဲ့အစေးတစ်ပုဒ်ပေါ့လေအဲ့ဒီမှာသူသုံးတာကမ္ဘာလောကကြီးဟာကျောင်းကြီးပါပဲပေါ့နော်အဲ့ဒီစာပေတွေသင်ယူတက်မြောက်တာကတပိုင်းပေါ့လောကကြီးကိုရှုမြင်သုံးသပ်ပြီးတော့လောကကြီးစီကသင်ခန်းစာတွေယူတတ်ဖို့လောကကြီးစီကသင်ယူဖို့လဲကျွန်တော်တို့လိုအပ်တယ်ဆိုတဲ့အကြောင်းတက္ကသိုလ်ကျောင်းသားပါဠိအထူးပြုဖို့အောင်ဆန်းရေးခဲ့ဘူးတဲ့စကားလုံးလေးကိုကျွန်တော်တို့ကပြန်ပြီးတော့ကူးယူသုံးတာပေါ့လေကျွန်တော်တို့ရဲ့ဒီအဖိုးနိုင်ငံတော်ရဲ့ဖခင်ကြီးရဲ့စကားလုံးကိုကျွန်တော်တို့ကယူသုံးခွင့်ရှိတယ်လို့ထင်ပါတယ်ဒါเนาะအဲ့တော့လောကဝိဟာစနေစကားဝိုင်းပေါ့ဒီနေ့အစပြီးတော့ကျွန်တော်တို့သုံးကြည့်တာပေါ့ကန့်ကွက်တဲ့လူရှိရင်လည်းကျွန်တော်တို့ကနောက်တစ်မျိုးထပ်စဉ်းစားမှာပေါ့လေအများပိုင်းစကားလုံးဆိုတော့အဲ့တော့ကျွန်တော်တို့ကသုံးတဲ့အတွက်ကြောင့်ဒီမူပိုင်ခွင့်ပညာကိစ္စတွေလည်းပဲကျွန်တော်တို့ကရဲပဲမကြောက်ဘဲနဲ့ကိုအဖိုးကိုနိုင်ငံတော်ရဲ့ဖခင်စကားလုံးသုံးတယ်ပေါ့ဒီလိုမျိုးပြောတာပေါ့အဲ့တော့ကဲဒီစကားပြောစကားဝိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့လောကဝိဟာစနေစကားဝိုင်းလို့ပဲဆိုကြပါစို့အဲ့တော့ဒီနေ့ကျွန်တော်တို့စကားဝိုင်းမစခင်မှာကြိုတင်ပြီးတော့ဆရာနဲ့ကျွန်တော်နဲ့ဆွေးနွေးလေးတိုင်ပင်လေးရှိတဲ့အတိုင်းပေါ့ဒီနေ့ဘာပြောကြမလဲဆိုတော့ဆရာလည်းစိတ်ပူတာပေါ့ဒီပြောနေကြစကားတွေထက်နေမလားဆိုတဲ့တွေးမျိုးအမှန်တော့ကျွန်တော်တို့ကခုနခေါင်းစဉ်လိုပဲလောကဝိဟာထဲမှာတင်ယူနေကြတဲ့ပုဂ္ဂိုလ်တွေဆိုတော့အမြဲတမ်းတော့ဆက်ဆက်နေမှာပဲဘာလို့ဆိုတော့လောကလည်းအများကြီးမရှိဘူးလေဗျာချဲ့လိုက်မှသာကျဲသွားတာဟိုကျွန်တော်တို့ပါဠိစာပေမှာတတ္တလောကသင်္ခါရလောကဩဃတလောကဒီလောကသုံးပါးအမြဲတမ်းချိတ်ဆက်နေတာအဲ့တော့ဆရာနဲ့ကျွန်တော်နဲ့ကတယောက်ကဩစတြေးလျတယောက်ကနယ်သာလန်ဩဃတလောကကမ္ဘာမြေပုံရကွာနေလိမ့်မယ်ဒါပေမဲ့ universe စကြဝဠာနဲ့ရှင်ရင်သို့မဟုတ်ကမ္ဘာမြေနဲ့ရှင်ရင်တော့ဒီ same planet ပဲကမ္ဘာမြေတစ်ခုပေါ်မှာပဲရှိနေကြတာနော်ဩဃတလောကတတ္တလောကလည်းဆရာနဲ့ကျွန်တော်နဲ့ကသရဝါချင်းရှင်တော်လည်းပဲကျွန်တော်တို့ကလူသားမျိုးနွယ်တွေတူးနေကြတာနော်ကျန်တဲ့တရိษံစသည်ပေါ့ဘုရားဘာသာပဲပြောခရိယံပဲပြောကျန်တဲ့ဘာသာတရားတွေပဲပြောသိပ္ပံပညာပဲပြော species တွေကတော့အများကြီးပေါ့အဲ့ဒီထဲမှာကျွန်တော်တို့ကတတ္တလောကလည်းတူးနေကြတာသင်္ခါရလောကဆိုတာလည်းပဲဒီအပြီးတော့မှရှုတော်ငါပဲပြောလူမှုသိပ္ပံငါပဲပြောအများကြီးပေါ့ဗျာပြောစရာတွေအများကြီးဒါပေမဲ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်တွေကမွေးဖွားခြင်းနဲ့တည်ခြင်းတရားကြားတဲ့ကလူသားတွေမျိုးနွယ်ဆက်နော်ခင်မတူတာကျွန်တော်တို့ပုံစံမတူတာပဲရှိမယ်ပေါ့နော်သင်္ခါရ condition တွေကတူးနေကြတာအဲ့တော့ဆရာစိုးရင်တို့ပဲကျွန်တော်တို့ဟာစကားတွေကချစ်ဆက်နေတဲ့အခါကျတော့တူတာမျိုးတွေ
မိတ္တူကူးမိတာမျိုးတွေကိုယ်စကားကိုပဲကိုးကားမိတာမျိုးတွေရှိနိုင်တာပေါ့အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့အကြောင်းအရာတစ်ခုခေါင်းစဉ်တစ်ခုကတော့ကျွန်တော်တို့အမြဲတမ်းပြောင်းတယ်နော်ပြီးတော့လည်းပဲအဲ့ဒီခေါင်းစဉ်အောက်မှာပဲကျွန်တော်တို့ဥတည်ပြီးတော့ရာခိုင်နှုန်းများများဆွေးနွေးကြတယ်ပေါ့ဒီနေ့ဆရာအကြံပြုတဲ့စကားပေါ့အတ္တဤအတ္တနောနာထောသမက္ကဏံတပောတုခောဆိုတဲ့ကျွန်တော်တို့ပါဠိစကားစုနှစ်စုရှိတယ်ပေါ့ဗျတန်ဖိုးကြည့်တာမိမိကိုယ်သာမိမိအားကိုးရာဖြစ်တယ်ပေါ့ one is one's own refuge ဆိုတဲ့စကားလုံးပေါ့နောက်တစ်ခုကတော့သမက္ကဏံတပောတုခော unity is happiness ဒီလိုပြောရင်ပြောမယ်ဒါမှမဟုတ်လည်း strength လို့ပြောရင်ပြောမယ်အဲ့တော့ညီညွတ်ခြင်းဒီအင်အားဖြစ်တယ်ချမ်းသာဖြစ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာလူဖွဲ့စည်းနဲ့ဆရာနဲ့ကျွန်တော်နဲ့ရောက်နေတဲ့လူဖွဲ့စည်းကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့က individualism နဲ့ collectivism ဆိုတဲ့တူတယောက်ချင်းစီရက်တီတာနဲ့ရက်တီနိုင်တာနဲ့မိသားစုနဲ့စုပေါင်းပြီးတော့ရက်တီတာမျိုးရက်တီနိုင်တာမျိုးဒီလိုဆရာကနေပြီးတော့စပ်ပြီးတော့အကြံပြုတာပြီးတော့မြန်မာတွေအများစုဟာမိသားစုနဲ့တက်တက်ဝင်ဝင်နေကြတယ်တကယ်တက်တက်ဝင်ဝင်နေနိုင်ကြရဲ့လားဆရာရဲ့မိကုံတစ်ခုပါလာတယ်လေတကယ်တက်တက်ဝင်ဝင်နေနိုင်ကြရဲ့လားဆရာပြောချင်တာကတော့ညီညီညွတ်ညွတ်ခုနပြောတဲ့တမက်ကဏ္ဍတပောတုခောဆိုတဲ့မိသားစုဆိုကြပါစို့ဗျာကျွန်တော်တို့မြန်မာမိသားစုကျွန်တော်တို့ဆိုရင်လည်းပဲအဖေရှိတုန်းကအမေနဲ့အဖေနဲ့ပြီးတော့အနိကတာကြီးသမီးကြီးတွေနဲ့အိမ်မခွဲဘဲနဲ့မြေးတွေရတဲ့အထိမျိုးဆက်30တိမ်ထဲမှာလူနေကြတယ်သူတို့တကယ်နေနိုင်ကြရဲ့လားညီညီညွတ်ညွတ်နေနိုင်ကြရဲ့လားစုပေါင်းပြီးတော့တကယ်တက်တက်ဝင်ဝင်ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြရဲ့လားအဲ့လိုမျိုးပဲနဲ့အသက်16နှစ်ပြည့်ပြီဟေ့ဆိုရင်မြေးတွေပဲဖြစ်ဖြစ်သားတွေသမီးတွေပဲဖြစ်ဖြစ်အိမ်ကနေထွက်ကြတော့ကိုချီတော့ပေါ်ကိုရက်ကြတော့ဆိုပြီးတော့သားသမီးတွေကရောထွက်သွားကြရဲ့လားမိဘကရောအဲ့လိုလက်လွတ်နိုင်ကြရဲ့လားအဲ့ဒီမှာဆရာပြောတဲ့အတ္တကြီးအတ္တနောနာတော့ကိုချီတော့ပေါ်ကိုရက်တည်နိုင်ရဲ့လားဆိုတဲ့မိကုံနှစ်ခုလုံးအဲ့မှာမြန်မာလူဖွဲ့စီကိုလှမ်းမေးတာပေါ့အဲ့တော့အခုကျွန်တော်တို့ဒီမှာရောက်နေတဲ့နိုင်ငံ Dutch လူဖွဲ့စီပေါ့ဆရာကတော့ဒီ Australia လူဖွဲ့စီကျွန်တော်နိုင်ငံကျွန်တော်ရောက်နေတဲ့အခြေချနေတဲ့နိုင်ငံမှာကတော့မျိုးဆက်30မျိုးဆက်30မဟုတ်ဘူး20တောင်မှအတူတူအိမ်အောင်ကွဲသွားပြီဆိုရင်တိမ်ထဲမှာတူမနေကြတော့မျိုးဆက်30ဆိုတာကတော့အရန်ကိုဝေးသွားတယ်16နှစ်ပြည့်ပြီဟေ့ဆိုရင်ကျွန်တော်တို့ကလေးတွေကထွက်ကြပြီမထွက်ရင်လည်းပဲမိဘကသိခါကြတယ်ဒီကလေးတွေကသူသားသမီးတွေဟာဒီ16နှစ်ထိကိုကြည့်တော့ဖို့ကိုရက်တည်နိုင်အောင်မိဘတွေကမပြုစုမပြုထောင်ဘူးလားဒါမျိုးပေါ့ပြီးရင်လည်းပဲအဲ့လိုဖြစ်စရာလည်းအကြောင်းမရှိအောင်နိုင်ငံတော်ရဲ့ပံ့ပိုးမှုဆရာပြောတဲ့ထဲမှာလည်းအဲ့ဒါပါတယ်state ဒီ level ကနေပြီးတော့နိုင်ငံတော်အဆင့်ကနေပြီးတော့ဒီတဦးချင်းစီကိုရက်တည်နိုင်အောင်ပညာရေးအပြင်လေ့ကျင့်ပေးတယ်ပြီးတော့ငွေကြေးအပြင်လည်းပဲကျွန်တော်တို့ထောက်ပံ့ပေးတယ်ပညာသင်စဉ်ကပညာသင်စဉ်အလုံးလုံးစဉ်ကအလုံးလုံးစဉ်အလုံးလက်မဲ့ဖြစ်သွားတဲ့ခါမှာအလုံးလက်မဲ့ဖြစ်တဲ့ဖြစ်စဉ်အဲ့ဒီဖြစ်စဉ်တိုင်းမှာနိုင်ငံတော်ရဲ့ထောက်ပံ့မှုရှိနေတယ်အဲ့တော့ဒီနိုင်ငံကလေးတွေဟာ16နှစ်ပြည့်ရင်အင်္ဂါထွက်သွားကြတယ်တက္ကသိုလ်တက်ပြီးဆိုရင်အဆောင်မှာသွားနေကြတယ်အလုံးလုံးပြီးဆိုရင်ကိုပိုင်အခန်းတစ်ခန်းငှားပြီးတော့နေကြတယ်အဲ့တော့မိသားစုနဲ့တက်တက်ဝင်ဝင်နေတဲ့စနစ်မရှိဘူးလားအရန်ကိုရှားတယ်ဒါပေမဲ့ရှားတယ်ဆိုတော့ရှိတယ်ဆိုတဲ့သဘောလဲကျွန်တော်တို့နားလည်လို့ရတယ်အဲ့တော့အဲ့ဒီလိုမိသားစုမျိုးဆက်30နေတဲ့မိသားစုတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့အိမ်ကြီးကြီးနဲ့တိမ်ထဲမှာစုပေါင်းပြီးတော့နေနိုင်လောက်အောင်နော်ငွေကြေးပြည်စုံတဲ့ဒနာဥစ္စာပြည်စုံတဲ့ဒီမှာတော့ဒနာဥစ္စာကတော့ဒီများတော့ပြင်စင်စားအရွယ်ရောက်ပြီဆိုရင်ဒနာဥစ္စာပြည်စုံကြတယ်တချို့ကတော့ဟိုးရှေးပုံသီနီကလေးကနေခဲ့ကြတယ်ကိုပိုင်အင်ကြီးတွေရှိတယ်ဒါပေမဲ့အဲ့ဒီအင်ကြီးတွေကလည်းဒီနယ်သာလန်မှာဆိုပေမဲ့စကလုံးသုံးတာက
Australia သုံးလေးဗျာဆရာတို့နိုင်ငံနဲ့တူးနေတာဘာလဲဆိုတော့ kangaroo boning လို့ခေါ်တယ် kangaroo dwelling လို့ခေါ်တယ်တပ်ပိုက်ကောင်နေထိုင်နည်းလို့ဒီပဲရအင်ကြီးတိန်ထဲမှာအဖိုးဖွားလင်မယားရှိမယ်ဒုတိယသားနဲ့သမီးလင်မယားရှိမယ်အဲ့ဒီအောက်မှာမြေးတွေနော်အိမ်တော်ပြုဒီဖြစ်စေမပြုသည်ဖြစ်စေမြေးတွေရှိမယ်မျိုးဆက်သုံးစုဒါပေမဲ့သူတို့ကကျွန်တော်တို့ဗမာလူဖွဲ့စည်းလို့နေတာမျိုးမဟုတ်ဘူးအင်ကြီးတိန်ထဲမှာဒါပေမဲ့ထွက်ပေါက်ကိုစီနဲ့ဗျအိမ်သာရေချိုးခန်းကိုစီနဲ့အိတ်ခန်းကိုစီနဲ့ကစ်ချင်းမှာတော့တော့ပြီးတော့တူလိမ့်မယ်ဒါတော့မှကစ်ချင်းကိုပိုင်ကစ်ချင်းတွေရှိတယ်အဲ့တော့ဆိုတော့ကန်ကရူဘိုနင်းလို့ခေါ်တယ်အဲ့တော့တယောက်နဲ့တယောက် privacy နဲ့နေကြတာ private area နဲ့နေကြတာဘာကောင်းတယ်လဲဆိုတော့အဖိုးဖွားတွေကြက်မိုက်မကောင်းရင်သားသမီးတွေကချက်ချင်းဆိုကြပါစို့သူနာပြုတွေအကူမလိုဘဲနဲ့မိဘတွေရဲ့ကြက်မိုက်ကိုသားသမီးတွေမြေးတွေကဆောက်ရှောက်နိုင်တယ်အဲ့တော့အလယ်မှာရှိနေတဲ့သားသမီးလင်မယားကအပြင်ကိုထွက်ပြီးတော့လှုပ်တာပဲဖြစ်ဖြစ်ခီးသွားတာပဲဖြစ်ဖြစ်မြေးတွေကိုအဖိုးဖွားတွေကဆင့်ပြီးတော့ဆောက်ရှောက်လို့ရတယ်ဒါပေမဲ့သူတို့ကတိချစီနေကြတာအဲ့တော့ပြောချင်တာကအဲ့လိုနေတဲ့ခါကျတော့လေသူတို့ဟာကို private area မှာ privacy နဲ့နေကြတဲ့ခါကျတော့ညဉ့်ညွတ်မှုကိစ္စလည်းတရားဝင်ညဉ့်ညွတ်တယ်ဗျာအနောက်ရှက်မရှိဘူးပေါ့နော်အသားသမီးတွေမြေးတွေရံဖြစ်တာတွေပြဲပြဲနဲ့အောငူတာတွေလည်းအဖိုးဖွားတွေကဒုက္ခမရောက်ဘူးဘာလို့ဆိုတော့ဒီကအိမ်တွေရဲ့စနစ်တွေကငိုတန်တွေမကြောက်ဘူးရေတန်တွေလည်းမကြောက်ဘူးအတင်းပြောတန်တွေလည်းမကြောက်ဘူးပြီးရင်ဟင်းချက်ရင်တော့မှအနက်သက်တွေမကြောက်ဘူးဗျာအဲ့တော့ပြောချင်တာကဆရာကျွန်တော်ကိုဒီ proposal ပေးလိုက်တဲ့ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်ကမပေးရသေးဘူးအမှန်တော့ဆရာဒီတဦးတယောက်ချင်းစီမြန်မာလူဖွဲ့စည်းမှာနေမယ်ဆိုရင်နေနိုင်ကြရဲ့လားသုံးဝင်လည်းပဲစုပေါင်းပြီးတော့နေထိုင်တဲ့စနစ်ကိုတော့ကျွန်တော်တို့မြင်နေရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီအစုဖွဲ့ကြီးတွေမှာနေခဲ့ကြတယ်ဒါပေမဲ့တကယ်နေနိုင်ကြရဲ့လားဆိုတဲ့မိကွန်းနဲ့ဒီစကားဝိုင်းကိုစခဲ့ကြတာအဲ့တော့အမိပေးမထားတဲ့ဒီနေ့ပြောမယ်ဆိုရင်တော့တဦးတယောက်ချင်းစီနေထိုင်မှုနဲ့မိသားစုစုပေါင်းနေထိုင်မှုစနစ်ဒါလေးကိုကျွန်တော်တို့ရဲ့ဘာသာရေးရှုထောင့်ကပဲဖြစ်ဖြစ်ဆရာနေထိုင်နေတဲ့ပတ်ဝန်းကျင်နိုင်ငံရဲ့နော်မြင်ကွင်းကိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်ဆရာဆက်ပြီးတော့ဆွေးနွေးပေးဖို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီနေထိုင်ကိုဘွားဖြတ်တန်းမှုပုံစံပြန်ကြည့်ရတာပေါ့နော်ကျွန်တော်တို့ကငယ်ငယ်ကဒီမိဘနဲ့နေတယ်ကြည့်တော့ဘုန်းကြီးကျောင်းမှာကြီးပင်းရတယ်ဘောတစ်လျှောက်လုံးကဒီအစုအဖွဲ့နဲ့နေခဲ့ကြတဲ့ယဉ်ကျေးမှုတွေမှာကျွန်တော်တို့ကြီးပင်းရတာပေါ့နော်ကျွန်တော်တို့မိသားစုထဲမှာတော့ကမိဘကကျွန်တော်ကိုပိုင်နေဆိုတဲ့သဘောမျိုး property ပိုင်ဆိုင်မှုပစ္စည်းတစ်ခုလိုမျိုးသူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲညာသွားဖြစ်သူတို့ပြုစုပြောထောင်ကြတာပေါ့နော်နောက်ဒီဘုန်းကြီးရောက်သွားတဲ့အခါကျတော့ဘုန်းကြီးကလည်းသူတပည့်ကိုသူပိုင်တဲ့ပစ္စည်းဝတ္ထုတစ်ခုလိုမျိုးပဲပြုမှုဆက်ဆံတာပေါ့နော်ကျွန်တော်တို့ဒီအရွယ်ရောက်လာတဲ့အခါဒီဘက်ခုကျွန်တော်တယောက်တည်းဒီဖြတ်တန်းတဲ့အခါကျတော့ပြန်စဉ်းစားတာပေါ့ဘာတွေကောင်းခဲ့လဲဘာတွေမကောင်းခဲ့ဘူးလဲပေါ့ဆိုတော့ကျွန်တော်တို့ဒီရှင်တန်ရတဲ့ကြက်တီးကုန်းမြေပြင်မှာပေါက်ရတဲ့ခက်ညံ့ညံ့တစ်ပင်လို့ရနိုင်သမျှခက်ရှာပါပါမြေစီဩဇာလေးကိုစုပ်ရင်းနဲ့ကြကုတ်ကြကဲကတ်တွယ်နေတဲ့အရိုင်းတစ်ပင်တစ်ပင်လိုမျိုးကျွန်တော်တို့ဒီကြီးပြင်းရှင်တန်ရတာအောင်းလို့ဆိုတော့ကျွန်တော်တို့ပံ့ပိုးပေးတဲ့ဒီစာအုပ်နေပညာရေးကျမ်းမာရေးက very limited လေအကန့်အသတ်အရန်ကိုများလို့ဆိုလိုတာကမသေးုံတမယ်ကိုပဲကျွန်တော်တို့စားတော့ပြီးတော့မှနေခဲ့ကြရတာပေါ့နော်ရှင်တန်မှုမှာဇိမ်ခံတဲ့တခုမှပါမလာခဲ့ဘူးပေါ့ဆိုတော့ကျွန်တော်တို့ဒီ Australia မှာရောက်တဲ့အခါကျတော့လူတွေကအရက်တွေဒေါင်းတွေမောင်းတွေ genetically ဒီသူတို့ရဲ့ gene တွေအရန်กว่าခြားသွားဒီမှာမိဘတွေလည်းရရှိတယ်သားသမီးတွေလည်းရရှိတယ်အားလုံးပြည့်စုံသွားတဲ့အခါမှာလူတွေကညင်လည်းပို့ပြီးတော့ဖွံ့ဖြိုးတယ်စသဖြင့်ကိစ္စတွေကြုံရတာပေါ့နော်
ကျွန်တော်ပြောချင်တာကဘဝနှစ်ခုကျွန်တော်ရှင်သန်ခဲ့တယ်ဆိုတော့အခုချိန်ထိကျွန်တော်လည်းဒီတယောက်တည်းရှင်သန်တဲ့ဘဝတစ်ခုနဲ့နေတယ်အရင်တော့အစုဖွဲ့နဲ့နေခဲ့တယ်ဆိုတော့ဟိုဒါကကျွန်တော်ဒီရောက်နေလို့မို့ဒီတယောက်တည်းနေတဲ့ဘဝကိုကျွန်တော်ပြန်လဲပြီးတော့မှသုံးသပ်နိုင်တယ်လို့ကျွန်တော်ရိုးသားသားဝန်ခံဘာလို့လဲဆိုတော့ဒီနိုင်ငံမှာအလောက်ကင်ခွင်လန်းကပေါ်တယ်အဲပေါ်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လူတိုင်းအလောက်ကင်ခွင်လန်းရအောင်အစိုးရဖန်တီးပေးထားတယ်ဒီနိုင်ငံရဲ့ passport တွေဒီနိုင်ငံတနိုင်ငံနဲ့ပဲကန်ဂရူးကရှိတာတားပိုက်ကောင်ကတားပိုက်ကောင်ကခုနကဆရာပြောတော်လို့ပဲဒီကန်ဂရူးအကောင်လေးကရင်ဝင်နဲ့ထည့်တာအစိုးရကအလုံးမရှိဘူးဆိုရင်ရင်ဝင်နဲ့ထည့်ထားတာတားပိုက်ကောင်လို့ပဲဆိုတော့အလုံးလုံးနိုင်သွားပြီဆိုမှ तू ကဖြည်းဖြည်းစောင့်ကြည့်နေသေးတာဒါတော့မှလိုအပ်တဲ့ပတ်စံကို तू ဖြည့်ပေးနေသေးတာအလုံးလုံးနေတဲ့အချိန်မှာသူ့ကို report တင်ပေးဘယ်လောက်ရလဲဘယ်လောက်ကုန်လဲဘယ်လောက်ကုန်လဲဆိုတော့ဘယ်လောက်ရလဲဆိုတဲ့ဟာလိုအပ်ရင် तू ကနေပြီးတော့မှဖြည့်ပေးမယ်အဲ့ဒီသဘောမျိုးနဲ့စာအုပ်နေအတွက် तू အမြဲတမ်းကြည့်ပေးနေဆိုတော့လုံးဝကိုက permanent job ရသွားပြီဆိုတာနဲ့တပြိုင်နက်တည်း သူကနေပြီးတော့မှပေးတဲ့မုံဘိုးလေးပဲပေးတယ်ပြီးတော့မှရက်လိုက်တော့တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီသူထောက်ပံ့တဲ့ရန်တရားတွေကိုရပ်သွားပြီးမှကျွန်တော်တကယ်လို့များတစုံတရာဖြစ်ခဲ့လို့ရှိရင်သူတို့ကိုပြန်သွားပြောရင်သူတို့ရဲ့ထောက်ပံ့ကြီးကပြန်ပေးဦးမှာပဲဆိုတော့ကန်ဂရူသားပိုက်ကောင်လိုမျိုးအစိုးရကသူ့ရဲ့နိုင်ငံသားတွေကို social democracy ရဒုက္ခရောက်မသွားအောင်ထိန်းသိမ်းထားတယ်အဲ့ဒီဟာက government ကနေပြီးတော့မှညီညီညွတ်ညွတ်စီစီလုံးလုံးဖြစ်ဖို့ရာအတွက်စနစ်တစ်ခုချပေးတာဖြစ်တယ်ဒါကြောင့်ဒီနိုင်ငံမှာကျွန်တော်တို့ရှင်သန်ရတဲ့အခါမှာကျွန်တော်တို့ပေးရတဲ့ test တွေများပြီမဲ့ကျွန်တော်တို့ကျေနပ်တယ်ဆိုတော့ကျွန်တော်ပေးခဲ့တဲ့တစ်နှစ်ကပေးရတဲ့အခွန်ကဒေါ်လာ18000ပေးရတယ်ဒါကျွန်တော်ရဲ့ဒီ lower income ပေါ့နော်ဝင်ငွေနည်းတဲ့လူတောင်မှဒေါ်လာ18000ပေးရတယ်ဆိုတဲ့ဟာမျိုးဆိုတော့ဒီဟာကိုအလုပ်မရှိတဲ့လူကျန်းမာရေးမကောင်းတဲ့လူကလေးသူငယ်တွေအတွက်ပြန်လဲပြီးတော့မှမျှဝေမယ်ထောက်ပံ့ပေးမယ်ဆိုတဲ့ဟာဟိုကျွန်တော်သိတယ်ကျွန်တော်ကိုယ်တိုင်အလုပ်မရှိတဲ့အချိန်မှာဆိုရင်လည်းအစိုးရထောက်ပံ့ခဲ့ဆိုတော့အဲ့ဒီယုံကြည်မှုကြောင့်ကျွန်တော်မနှမျောဘူးပေးရတာတန်တယ်လို့ကျွန်တော်ခံစားတယ်ဆိုတော့တာပိုက်ကောင်ရဲ့သဘောတရားမှာဒီစီးလုံးညီညွတ်မှုရှိတဲ့အခါမှာယုံကြည်တဲ့အခါမှာလူတွေကပိုးပို့ပြီးတော့မှအလုပ်လုပ်တယ်ဆိုတော့ကျွန်တော်ကမချမ်းသာသိတိုင်အောင်ကျွန်တော်ငတ်မသွားဘူးဆိုတော့ယုံကြည်မှုမျိုးဖြစ်တယ်ပေါ့ဒါကအစုအဖွဲ့ဆိုတဲ့သဘောမျိုးမှာမိသားစုမဟုတ်ပေမဲ့အစိုးရကနေပြီးတော့မှဒီလူအဖွဲ့ရန်တရားကြီးကိုဒီလိုမျိုးဒီလုံခြုံစိတ်ချတဲ့ safety security ဖြစ်အောင်လုပ်ပေးထားတယ်ဒါကျွန်တော်ပြန်စဉ်းစားတယ်ကျွန်တော်နိုင်ငံမှာကျွန်တော်တခါမှမရခဲ့ဘူးဆိုတဲ့အနေအထားမျိုးကျွန်တော်လည်းမပေးဆက်နိုင်ခဲ့ရဘူးအဲ့ဒီလိုပဲကျွန်တော်ဒီနေခဲ့တဲ့အကြောင်းတိုက်တွေကိုလည်းပြန်ကြည့်တဲ့အခါမှာအဲ့ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချမှုမဟုတ်ဘဲနဲ့ဒီချင်းချောင်းမှုတွေနဲ့ကျွန်တော်တို့နေခဲ့ရတယ်ကြီးပြင်းခဲ့ရတယ်စိတ်မလုံခြုံမှုတွေခံစားရတယ်အဲ့ဒီလိုပြောရင်တော်တော်များများကျေးဇူးကမ်းတယ်ကွာဆိုပြီးတော့မှစကလုံးကြီးနဲ့ထုံးနဲ့တက်ကြတာများပါတယ်ဆိုတော့ကျွန်တော်ဒီမိသားစုမိဘတွေကလည်းပဲကျွန်တော်ရွယ်လူမမဲရွယ်လေးမှာပဲကျွန်တော်မိသားစုနဲ့ကျွန်တော်ဝေးထွက်ခွာသွားတဲ့အခါမှာဝေးကွာသွားတယ်အခုချိန်ထိကျွန်တော်မိဘတွေရှိတယ်ကျွန်တော်အခုကောင်းကောင်းထောက်ပံ့နိုင်ပါတယ်ဆိုတော့ကျွန်တော်ရှင်သန်ရတဲ့ဖြစ်တည်မှုမှာဒီ individual like တယောက်တည်းဘဝနဲ့အစုဖွဲ့နဲ့နေတဲ့ဘဝမှာအစိုးရရဲ့နိုင်ငံတော်ရဲ့အဆင့်ပေါ့နော်ဒီ state level နဲ့ဒီ individual level နဲ့ဒီနိုင်ငံကကြည့်တဲ့အခါမှာစောင့်ရှောက်တယ်ဆိုတဲ့ဟာကိုမြင်ရပြီးတော့မှမြန်မာနိုင်ငံမှာအဖွဲ့အစည်းနဲ့ဒီတန်ခါအဖွဲ့အစည်းပဲဖြစ်ဖြစ်မိသားစုနဲ့နေတဲ့အခါမှာစောင့်ရှောက်တယ်ဆိုတဲ့ဟာတော့ပါတယ်ဒါပေမဲ့လုံခြုံနေဆိုတဲ့ဟာတက်ဆိုင်ရင်စုပေးဒဏ်ပေးစနစ်တွေထဲမှာကျွန်တော်တို့နေခဲ့ရတယ်ဆိုလိုတာကဟိုဘဝတွေကသူတို့လည်းမလုံခြုံဘူးကိုယ်လည်းမလုံခြုံဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်စေတယ်ဆိုတော့လိမ္မာရင်သူတို့စကားနားထောင်ရင်သူတို့အလိုကြရင်ကျွန်တော်အဆင်ပြေမယ်အလိုမကြောက်ဆိုရင်ဘုန်းကြီးကျောင်းတွေစာသင်လိုက်တယ်လည်းနှင်ထုတ်တာမျိုးတွေလုပ်တယ်ပေါ့နော်ဘာမှမဟုတ်တဲ့ဒီဘောလုံးကန်တဲ့ဆိုတဲ့ဟာကလေးတယောက်ရဲ့အပြုတ်မှု
ရိုက်တယ်နှက်တယ်နှင်ထုတ်တယ်နေကြမရှိအောင်လုပ်တယ်ဆိုတော့ဒီဆရာသမားတွေရဲ့မြစ်တာကတကယ်မြစ်တာဟုတ်လားဆိုတော့ question ကိုကျွန်တော်အမြဲတမ်းမေးဖြစ်တယ်စာသင်တိုက်ထဲမှာနေတော့ကဆိုတော့ဘာလို့ဒီလောက်ထိရက်ဆက်တာလဲပေါ့မြစ်တာပို့တာပါဇက်ကပို့ပြီးတော့မှကိုတပည့်တွေစီမှာတကယ်မြစ်တာရရလားပေါ့မိဘကရောကိုသားသမီးတွေပုံမှာမြစ်တာတကယ်ထားပြရလားပေါ့သားသမီးက property ပိုင်ဆိုင်မှုလောက်ပဲတွေးတာလားပေါ့ကိုအလိုမကြရင်မချစ်ဘူးဆိုတော့ punishment ကိုပေးတဲ့အခါမှာကျွန်တော်တို့ရဲ့ inner child လို့ခေါ်တဲ့တိမ်ငယ်တဲ့စိတ်တွေကအမြဲတမ်းတည်ရှိနေတယ်ဆိုတဲ့ဟာကိုတွားတွေ့ရတယ်ဆိုတော့ဒီဘက်နိုင်ငံတွေကကြတော့အစကတည်းကကိုဝင်ရပြီဆိုကြတဲ့ကဒီဘက်ရဲ့အစိုးရရဲ့စေဝါကျန်းမာရေးထောက်ပံ့တွေရတယ်မွေးဖွားလာပြီဆိုတာနဲ့ဒီဘက်နဲ့အစိုးရရဲ့ထောက်ပံ့ကြီးတွေရနိုင်တယ်နောက်အကြောင်းတက်တဲ့အခါမှာဆိုလည်းအဲ့ဒါမျိုးဒီပညာရေးအစိုးရ state တွေကထောက်ပံ့တာမျိုးတွေဖြစ်တယ်ဆိုတော့ဒါတွေကကြတော့စနစ်ကောင်းရသွားတဲ့အခါကျရင်ကျွန်တော်တို့နေထိုင်ရတဲ့လူဖွဲ့စည်းကပို့ပြီးတော့မှလုံခြုံတယ်ကောင်းကျိုးတွေအများကြီးရှိတယ်တိုးတော့ perfect ဖြစ်တဲ့ life တစ်ခုလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးဆိုတော့ဒီနိုင်ငံတွေမှာ individual life ကိုယူကြတယ် family life organizational life ထက်ဆိုင်ဆိုတော့ individual life ကကြတော့အသက်16နှစ်ပြည့်သွားပြီးတော့မှဆိုရင်အိမ်ကနေခွဲထွက်မယ်အဆောင်ငှားနေမယ်ကျွန်တော်လှုပ်လှုပ်မယ်ကျွန်တော်လိုပဲသူတို့လည်းအလုပ်လုပ်တယ်ရတဲ့နေပေးရတဲ့ပတ်စံထက်ကိုလှုပ်တဲ့လှုပ်အားကားနဲ့ကိုယ့်ရဲ့လွတ်လပ်မှုကိုပြည့်ပြည့်ဝဝရတယ်ဒါပေမဲ့ဒီမှာသူများနဲ့တူတွဲနေတဲ့အခါမှာကျွန်တော်တို့ဒီကုန်ကြစည်အရန်တက်တာသို့တော့သူများနဲ့နေရင်ကျွန်တော်တို့ကဂရုစိုက်ရမယ်ပြောတာဆိုတာဖုံးပြောတာအိမ်သာတက်တာရေချိုးတာဒီတန်ချက်တာပြုတ်တာစားတာတောက်တာကစားကျွန်တော်တို့ကအပြန်အလှန်လေးစားမှုဂရုစိုက်မှုအညမညာတကတော့တပိတ်တာသဘောမျိုးတွေနဲ့နေရတာ mutual respect mutual understanding ဖြစ်ဖို့ရအတွက်နေရတာပေါ့နော်ဆိုတော့တယောက်တည်းနေတယ်ဆိုရင်ကုန်ကျစရိတ်ကပုံမြင့်တက်သွားမယ်နေစရိတ်တွေမြင့်တက်မယ်စားသောက်တွေမြင့်တက်မယ်လွတ်လပ်မှုတွေပို့ပြီးတော့မှမြင့်တက်လာမယ်သူများနဲ့နေတဲ့အခါကျရင်ကျွန်တော်တို့ကကန့်သက်ထားတဲ့ဒီလွတ်လပ်မှုတွေရှိမယ်ကုန်ကျစရိတ်တွေလည်းနည်းလာမယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်ဆိုတော့တယောက်တည်းနေတဲ့ဘဝမှာကျတော့အလုံးနဲ့အိမ်နဲ့အလုပ်သွားတဲ့အခါမှာ emotionally စိတ်ခံစားမှုအဖြစ် lonely အထီးကျန်တဲ့ဆိုတဲ့ဟာမျိုးဖြစ်တာပေါ့နော်အထီးကျန်တဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်ကြလဲဆိုတော့တချို့လူတွေကကြတော့ရက်တွေတောက်မယ်စလစ်တွေတောက်မယ်ဒီ movie တွေကြည့်မယ်ဘားသွားမယ် club သွားမယ်ဆိုတော့လက်တလောဖြည့်ရှင်းလို့ရနိုင်တဲ့ဟာမျိုးနဲ့ဖြည့်ရှင်းလိုက်ကြတာများတယ်ပေါ့အဲ့လိုဖြည့်ရှင်းတဲ့အခါမှာ side effect အပြင်စိတ်ပိုင်းဆိုင်ရာမျိုးတွေ depression တွေဖြစ်တယ် loneliness တွေဖြစ်တယ်အလုပ်မှမပျော်ဘူးဆိုတာတွေဖြစ်တယ်အလုပ်ထွက်တာဆိုတာတွေဖြစ်တယ်ဆိုတော့တယောက်တည်းဖြစ်သွားတဲ့အခါမှာအထီးကျန်မှုတွေရန်ဖြစ်ပြီးတော့မှ depression နဲ့ဒီ mental health ပေါ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှပြဿနာတွေလည်းအများကြီးရှိတတ်တယ်ဆိုတော့များသောအားဖြင့်ဒီလိုအထီးကျန်တဲ့နိုင်ငံတွေကလူတွေကအတိတ်မိတဲ့ဒီအုံနောက်ပျက်စီးတဲ့ dementia တွေလည်းဖြစ်တတ်ကြရတယ်ပေါ့နော်များသောအားဖြင့်ဖြစ်တတ်ကြတယ်ဒီမြန်မာပြည်ကကြတော့အစုဖွဲ့နဲ့နေတဲ့အခါကြတော့ကျွန်တော်တို့ကဂယုစိုက်တတ်တယ်နောက်ပြီးတော့နာခံတတ်တယ်နားထောင်တယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်ချစ်ချင်းမေတ္တာနဲ့တိဆောက်တယ်ဆိုရင်အမှန်တန်နေလို့ကောင်းတယ်ဆရာနဲ့တပည့်နဲ့ကြားမှာပဲနေရမိဘနဲ့သားသမီးဆွေမျိုးသားချင်းကြားမှာပဲနေလို့ကောင်းတယ်သို့တော်မပြည့်စုံမှုအစင်မပြေဘူးအခက်ခဲကြားတွေထဲမှာရောက်တဲ့အခါကျရင်မေတ္တာတွေမရှိဘူးဆိုရင်ကျွန်တော်တို့အတ္တတွေကပိုကြီးရင်ရန်သူတွေဖြစ်သွားတယ်အိမ်ထဲမှာနေပြီးတော့မှလင်မယားနှစ်ယောက်စကားမပြောဘူးနောက်ပြီးတော့သားသမီးနဲ့စကားမပြောဘူးညီကိုမောင်နှမချင်းစကားမပြောဘူးဆရာနဲ့တပည့်ချင်းကြားမှာလည်းချစ်ချင်းငန်းငန်းချစ်ခင်ခင်မရှိတော့ဘူးဆိုတဲ့ဟာမျိုးတွေကကျွန်တော်တို့မြင်တွေ့ကြုံခံစားပြီးတော့မှလာခဲ့ကြရတာအဲ့ဒီနေရာမှာကာယကံမြစ်တာဝစီကံမြစ်တာမနောကံမြစ်တာတွေခြောက်ခမ်းပြီးတော့မှအချင်းချင်းရန်သူသဘောမျိုးနေကြရတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးနေရတဲ့အခါမှာဘဝငရဲပဲနေရတဲ့နေ့ရက်တိုင်းကတော်ကိုဒုက္ခရောက်တယ်ကိုရောသူရောအစင်မပြေဘူးဆိုတဲ့ဟာမျိုးရတယ်ဆိုတော့ collective family ရဲ့သဘောတရားကဒီမှာဆိုရင် Asia family တွေကမိသားစုနဲ့နေတယ်ဆိုတော့လူ၄ယောက်ရှိတယ်၄ယောက်လုံးဝင်ငွေရှိတယ်ဆိုရင်နောက်အိမ်တစ်လုံးဝယ်ဖို့အရန်လွယ်ကူတယ်နောက်အိမ်တစ်လုံးနှလုံးဝယ်ဖို့အရန်လွယ်ကူတယ်ဘာဖြစ်လို့လဲဆိုတော့ income ရှိပြီးတော့မှချက်တာပြုတ်တာလဲစုပေါင်းစားတယ်နေတာလဲစုပေါင်းနေလိုက်တဲ့အခါ
နားလည်မှုချစ်ချစ်ခင်ခင်ရှိတဲ့အခါမှာစီးပွားရေးတွေကအရန်တိုးတက်ရန်တိုးတက်ပြီးတော့မှရန်ချမ်းသာလွယ်တာပေါ့နော်ဘာအလုပ်ကိုပဲလုပ်လို့ဒီသဘောမျိုးရတာအဲ့တော့အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တယောက်တည်းနေတဲ့ဘဝကိုရွေးလိုက်တာပို့ပြီးတော့မှကောင်းတယ်ဆိုတဲ့ဟာမျိုးတော့တွေ့ရကိုနဲ့မနေပဲနဲ့ကိုနဲ့နေရင်ကိုသားသမီးကကိုစကားနားမထောင်ဘူးစိုးပေနေသူများနဲ့သွားနေခိုင်းကြည့်လိုက်ဒါမျိုးနေလို့မရတော့ဘူး lesson learn တစ်ခုရသွားပါတော့သူများနဲ့နေရင်ဘယ်လိုနေရလဲဆိုတော့ဒီ game play ပေါ့နော် game တစ်ခုကစားရလိုမျိုးပဲသူ့ဘက်ကိုဘက်သူစီးမြင်ကိုစီးမြင်သူ့ပြစ်ဒဏ်ကိုပြစ်ဒဏ်ဆိုတဲ့သဘောမျိုးတွေရှိအောင်သူများနဲ့နေတဲ့အခါကျတော့ကိုစိတ်ကြိုက်နေလို့မရတော့ဘူးဆိုတဲ့သဘောမျိုးတွေကစားကျွန်တော်တို့land လောက်ရတာပေါ့နော်တင်ယူရတာဆိုတော့မြန်မာပြည်မှာကျွန်တော်တို့တူတယောက်တည်းရှင်သန်လို့ရနိုင်လားဆိုတဲ့မိကုံမေးတာကျွန်တော်အတိုင်းမြုံလေးတွေကထွက်ပြီးတော့မှတယောက်တည်းတစ်နှစ်လောက်နေခဲ့ဘူးရပေါ့နော်ပြင်ဦးမယ်ပါနေတဲ့အခါမှာအရန်လွတ်လပ်တဲ့အရာလာကိုခံစားရတယ်ကြိုက်တယ်ပေါ့နော်ဘာမှမရှိဘယ်သူမှမရှိသိတိုင်အောင်ကိုယ့်ရဲ့ဒီစောင်းနေပြည့်စုံတဲ့လွတ်လပ်မှုကဘာနဲ့မှမတူတဲ့အရာသာပဲဆိုတော့အစုဖွဲ့နဲ့နေပြီးတော့မှကောင်းတဲ့အချက်လက်တွေရှိပါတယ်သူ့ကိုထိန်ကိုသူထိန်ပေါ့အမှားနဲတယ်သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုနေရတာပေါ့နော်မလွတ်လပ်ဘူးဆိုတာတွေတော့ရှိပေမဲ့အမှားနဲတယ်ပေါ့ဒါကြောင့်မို့လဲတန်ခါမှာတမတ်ကာနံတဘောသူခေါ်ညီညွတ်ရင်တန်ခါအစုဖွဲ့တိုင်းချမ်းသာတယ်ဆန့်ကျင်ဘက်ကမညီညွတ်ဘူးဆိုရင်စိတ်ဆင်းရဲစရာပြောရဆိုရတာလက်ပေါက်ကတ်တယ်ပြောတာတခြားနားလဲတာတခြားတွေဖြစ်လာတတ်တယ်ဒါကဆန့်ကျင်ဘက်အနေနဲ့နောက်ပြန်မြတ်စွာဘုရားက individually တယောက်တည်းနေတဲ့အခါမှာတော်ထဲမှာစိတ်ငြိမ်တဲ့နေရာမှာနေလို့ရှိရင်ကျင်ကြီးကျင်ငယ်စွန့်ရတာဆိုတော့မစင်ကျင်ကြီးကျင်ငယ်သွားရတာကစားလွတ်လိုက်တယ်ဘယ်သူမှထက်တွက်စရာမလိုဘူးကိုယ့်ရဲ့နေထိုင်စောင့်တောက်တဲ့ဘဝမှာပေါ်ပါတယ်လွတ်လပ်တယ်သို့တော့အဲ့ဒီစကားလုံးမှာမတောင်းတနဲ့ဆိုတဲ့စကားလုံးချွင်းချက်ပေးတာတောင်းတနေမချမ်းသာဘူးတော့ဝိဝေကတိတ်ဆိတ်တယ်ဆိုတဲ့ဟာမတောင်းတမှချမ်းသာတယ်ဆိုတော့ကျွန်တော်တယောက်တည်းနေတယ် family life တခုမရှိဘူးသို့တော့ကျွန်တော်က family life တခုကိုလိုချင်နေရင်ဥပမာအိမ်အောင်ပြုတ်ချင်နေတယ်ဆိုရင်ဇွတ်ဖြစ်နေတယ်ဆိုရင်ကျွန်တော်ကဆင်းရဲမှာကျွန်တော်တယောက်တည်းနေတဲ့ဘဝမှာစာဝတ်နေရေးအကြောင်းမှာကျွန်တော်ပြည့်စုံတယ်အဆင်ပြေနေတယ်ဆိုရင်ကျွန်တော်ဘဝ100%မဟုတ်တော့လွတ်လပ်မှုအပြည့်အဝရတယ်အခုကျွန်တော်ခရီးသွားမယ်ထသွားလိုက်လို့ရတယ်ဘယ်လောက်သွားမလဲကိုသွားချင်တဲ့အချိန်တော့ကိုတက်ဆန်တိုင်းတာလောက်သွားလို့ရကိုလှုပ်လို့မယ်ခရီးသွားမယ်စားမယ်တောက်မယ်ဝတ်မယ်စားမယ်ဘဝအရန်ကိုလွတ်လပ်တဲ့ဘဝတစ်ခုကိုပြောလို့ရတယ်ပေါ့နော်အဲ့ဒီဘဝကိုကျွန်တော်ကြိုက်တယ်တိုးတော့နှစ်ယောက်နေရတဲ့ဘဝဆိုရင်လည်းပဲစိတ်တူကိုယ်တူနားလည်မှုပျော်ပျော်ရွှင်ရွှင်နဲ့ sharing caring လုပ်မယ်ဆိုရင်တူရောကိုယ်ရောနှစ်ယောက်လုံးဝင်ငွေရှိရဆိုရင်အိမ်ဝယ်ဖို့ကားဝယ်ဖို့ဘာညာမိသားစုတစ်ခုတည်ဆောက်ဖို့ရအဲ့ဒါလည်း perfect life တစ်ခု perfect မဟုတ်ဘူးဆိုတော့ပြည့်စုံတဲ့ကောင်းမွန်တဲ့ပို့ပြီးတော့မှအဆင်ပြေတဲ့တိုးတက်တဲ့ဘဝတစ်ခုရလာလိမ့်မယ်ဒါပေမဲ့နတ္ထိပါလေသဟာယတာပေါ့နော်ဒီဘ ഹു တုတတွေမတူတဲ့ level မတူဘူးဆိုရင်ကျွန်တော်တို့ကနေရတာ like in the hell ပဲငရဲမှာနေရတယ်လို့မျိုးခံစားရမှာပေါ့နော်ဒါကအိမ်အောင်ကြမှာမဟုတ်ဘူးစကားပြောကြည့်လိုက်ပြီဆိုရင်ကို level မတူတဲ့အခါကျတော့ကျွန်တော်တို့ conversation တွေကသူပြောတာလဲကိုနားမလည်နိုင်လို့ကိုပြောတာလဲသူနားလည်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီဘဝတွေတိဆောက်တဲ့အခါမှာတယောက်တည်းနေတဲ့အခါမှာကျွန်တော်တို့အတွက်တတိယတော်တော်အရေးကြီးတယ်ကိုယ်စိတ်ကိုသိနေဖို့ရနဲ့ကိုတတိထားမိဖို့ရကြည်လင်မှုတွေပျောက်ဆုံးမသွားဖို့ရကျွန်တော်တို့ကိုကိုဂရုစိုက်ရတယ်စပ်ခဲလို့ရကိုကိုဆုံးဖြတ်ရတယ်သူမြတ်ရဲ့ဆုံးဖြတ်ကိုကျွန်တော်ကယူစရာမလိုသို့တော့နောက်တစ်ခုကအတ္တကြီးသွားတတ်တယ်ငါသာလျှင်ရေးကြည့်ရဆိုရယ် sub center approach ဖြစ်သွားတယ်အမြဲတမ်းကိုပဲကြည့်တာကိုနဲ့သူနဲ့ဆိုရင်ကိုပို့ကြည့်ငါဒုက္ခရောက်သွားလိမ့်မယ်ဆိုတဲ့အကြောက်တရားခြေခံပြီးတော့မှကျွန်တော်တို့က isolation ဖြစ်သွားတတ်တယ်ဆိုလိုတာ socially isolation မှာလူအဖွဲ့အစည်းကနေကျွန်တော်တီးတန့်ခွဲထွက်ပြီးတယောက်တည်းနေခြင်းတဲ့သဘောမျိုးဖြစ်သွားရင်အဆင်မပြေဘူးပေါ့နော်နောက်ပိုင်းဒီ state ပိုင်းဆိုင်ရာ depression တွေဝင်သွားတတ်တယ်အဲ့တော့ကျွန်တော်တို့တယောက်တည်းနေတဲ့အခါမှာစိတ်ကိုကူးဆိုင်တယ်နှစ်ယောက်နေတဲ့အခါသူများနဲ့နေတဲ့အခါမှာကျွန်တော်တို့ရဲ့ကာယကံဝစီကံမတော့ကိုယ်မူရနှုတ်မူရတွေကိုမေတ္တာပြတ်မသွားအောင်ကျွန်တော်တို့တတိထားပြီးတော့မှနေရမယ်အဲ့ဒီလိုနေခြင်းအပြင်ဘဝရဲ့ဒီ socially emotionally ဒီ financially ပို့ပြီးတော့မှ
အဆင်ပြေလာပြီးတော့မှနေပြောတဲ့ဘဝတစ်ခုကျွန်တော်တို့ရလာတယ်လို့ကျွန်တော်တို့နားလည်မိတယ်ကျွန်တော်ပြောတာနည်းနည်းများသွားလားမသိဘူးဆရာ မြောက်ပြီလား ဆက်ပြောပါမြောက်ပါ อืมရမ်းစင်ပြပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဆွေးနွေးနေတဲ့အကြောင်းအရာတွေကလည်းမြန်မာဒီအမြင်ပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းပဲမသိမမြင်ခဲ့တာတွေကိုယ်တိုင်ကြုံမသိတာပေါ့ဆိုတော့ကျွန်တော်ရဲ့ဆရာရဲ့ဟာရမ်းဘွားမှာနှစ်ပေါင်းများစွာဝါရီအများကြီးရမှလူထွက်လာတယ်တချို့ကကျွန်တော်တို့မြန်မာအမြင်နဲ့ပြောမယ်ဆိုရင်ဟာသူတို့အထုပ်တွေခိုင်သွားလို့ထွက်သွားတာလားပေါ့တော့အဲ့ဒီပြဿနာ อืมဒီနိုင်ငံမှာအထုပ်မလို့ဘူးဆိုတာသူတို့ကမသိဘူးဆိုကြပါစို့ကျွန်တော်လူထွက်တယ်လူထွက်တာထွက်တာပဲအခုကျွန်တော်နေတဲ့ဒီတိုက်ခန်းလူမထွက်ခင်ကကျွန်တော်နေတဲ့တိုက်ခန်းပဲအခုကျွန်တော်လူထွက်တယ်လို့ကျွန်တော်ကြေညာလိုက်တယ်ဒီတိုက်ခန်းပဲဒါပါလဲဆိုတော့ခုနဆရာပြောတဲ့အစိုးရကနေပြီးတော့ကျွန်တော်တို့ဘဝမှာတကယ်ကိုမိဘတပွဲဆောင်းရှောက်နေတာတော့အောက်ခြေလွတ်မသွားအောင်တော့ဆောင်းရှောက်ထားတာပေါ့နော်အဲ့တော့ကျွန်တော်ဟာလူတစ်ယောက်ဖြစ်တယ်နော်လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လူအခွင့်အရေးရှိဖို့လိုတယ်လူခွင့်ရေးဆိုတော့သူတို့နိုင်ငံကသတ်မှတ်ထားတဲ့လူတစ်ယောက်ဘယ်လိုနေရမယ်ဘယ်လိုစားရမယ်ဘယ်လိုသွားရမယ်ဘယ်လိုပညာသင်ရမယ်ဆိုတဲ့အခြေအနေတွေအကုန်လုံးကိုသူတို့ကစိုးရကဖန်တီးပေးမယ်အဲ့တော့ဆိုကြပါစို့ဗျာကျွန်တော်ဒီနိုင်ငံကိုအခြေချတယ်ဆရာအဲ့ဒီနိုင်ငံမှာအခြေချလိုက်တယ်အခြေချလိုက်တဲ့အခါမှာကျွန်တော်တို့ဟာရွှေပြောင်းအခြေချသူတွေဖြစ်တယ်ပေါ့နော်နောက်ဆုံးသူတို့နိုင်ငံကနေတရားဝင်ကျွန်တော်တို့ကိုလက်ခံလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီတရားဝင်လက်မခံမှုဆိုရင်လည်းပဲဒီနိုင်ငံမှာဆိုရင်ကမ်နေရှိတယ်ဗျဒီပြောမှဆိုရင်ခိုလုံသူတွေအတွက် asylum seeker လို့ခေါ်တဲ့ပုဂ္ဂိုလ်တွေ refugee camp ပေါ့အဲကန်ကြီးတွေအကြီးတွေတနိုင်ငံလုံးအနှံ့ရှိတယ်အဲ့ဒီ camp တွေကရောက်လာတဲ့ပုဂ္ဂိုလ်မှန်သမျှအစိုးရကတရားဝင်လက်မခံမချင်းအဲ့ဒီ camp တွေကနေပြီးတော့လက်ခံပြီးတော့လူတစ်ယောက်ရဲ့လိုအပ်ချက်တွေတိုင်းဖြည့်ဆည်းပေးပြီးတော့ထားတာပညာသင်ရမယ့်အရွယ်ကလေးတွေဆိုရင်ပညာသင်ဖို့အတွက်တက်ပြီးတော့စာသင်ကျောင်းတက်ဖို့ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဒီအစိုးရရဲ့လက်ခံမဲ့အချိန်ဆုံးဖြတ်ချက်ချမဲ့အချိန်ကိုစောင့်ရတယ်အဲ့ဒီအချိန်တွင်းမှာဘာလို့ရလဲဆိုတော့နေဖို့ပေးထားတယ်နေစရာလည်းဖြစ်ကြတဲ့စံမုံတော့ကျွန်တော်ပြောပါတယ်ကျွန်တော်တို့အိမ်နေကျောင်းတွေမှာမိဘအိမ်မှာနေရတယ်လို့ပဲတကယ်ဆောင်ကောင်းပြီးတော့ပြောမှဆိုရင်တော့ဗျာကျွန်တော်သာသနာတက္ကသိုလ်တက်တုန်းကထက်ပို့ပြီးတော့ပြည်စုံတဲ့အခင်းချင်းနဲ့နေရတယ်အဲ့တော့ရန်ကုန်မန္တလေးလူပုဂ္ဂိုလ်တွေအတွက်တည်ထားတဲ့တက္ကသိုလ်အဆောင်ကြီးတွေတက်ပို့ပြီးတော့တာတဲ့အစတန်းနေရမယ်ပေါ့ဗျာပြီးရင်စားဖို့အတွက်လည်းပဲနေ့စဉ်သုံးနဲ့အပြည့်စုံကျွေးထားတယ်ပြီးကျမကြီးအတွက်လည်းပဲရောက်ပြီးနောက်တည့်မှာကျွန်တော်တို့ကျမကြီးအာမခံကထုတ်ပေးထားတယ်နော်ဘာမှမဟုတ်သေးဘူးနော်ဒီလူဟာဒီနိုင်ငံနဲ့ဘာမှမဆိုင်သေးဘူးဒီနိုင်ငံကိုရောက်လာပါတယ်ဒီနိုင်ငံမှာကျွန်တော်တို့နေခွင့်ပြုပါဆိုပြီးတော့ရှောက်ထားတဲ့ပုံကိုပဲရှိသေးတယ်အဲ့ဒီပုံကိုတွေဒီနိုင်ငံကနေပြီးတော့စီစဉ်ပေးထားတာကျွန်တော်တို့နိုင်ငံလူတွေဒါတွေကိုနားမလည်ဘူးနားမလည်ဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းနားမလည်ဘူးလေဒါသိမှမသိတာဘူးအဲ့တော့လုံခြုံမှုဆိုရင်ကျွန်တော်တို့အတွက်ကတကယ့်ကို security ပြီးနေနေရတယ်ကျွန်တော်တို့ဘာလို့စကားတော့ပြောဖို့အတွက်ဟိုတယ်လိုကောင်တာတွေရှိတယ်ပြီးတော့ဒီဘက်မှာကျွန်တော်တို့တတ်မှတ်ထားတဲ့ကျွန်တော်တို့ကိုကူညီပေးမဲ့အဖွဲ့အစည်းတွေလာပြီးတော့စကားပြောတာဘာတွေလုပ်ပေးရမလဲဘာတွေလုပ်ရတယ်လဲအကုန်ပေါ့အဲ့တော့ပြောချင်တာကအဲ့ဒီမှာကလေးက individualism လို့ခေါ်တယ်ဟာငါတယောက်တည်းလည်းနေလို့ရတာပဲဆိုတော့အတွေ့မျိုးကျွန်တော်ရနေပြီအဲ့တော့ဒီနိုင်ငံမှာငါရောက်နေတယ်ဟာငါမြန်မာတွေရှိလားဆိုတဲ့အတွေ့မျိုးကျွန်တော်လိုက်ပြီးတော့ရှာဖွေနေဖို့မလိုဘူးချစ်တဲ့ခင်တဲ့စိတ်နဲ့စကားပြောချင်တဲ့စိတ်နဲ့ပဲရှာဖို့ပဲလိုတယ်ရက်တည်ဖို့အတွက်ကျွန်တော်ကရှာစရာမလိုကိုရမယ်ဖြစ်မနေဘူးလို့ဒီလိုပြောချင်တာအဲ့တော့အဲ့ဒီကနေတစင်ကျွန်တော်တို့ဆိုကြပါစို့ကျွန်တော်တို့ရဲ့အခြေအနေတွေကပြောင်းသွားတယ်နိုင်ငံတော်ကနေပြီးတော့တစင်
တိုးပြီးတော့မွေးစားလိုက်ပြီပေါ့ဗျာသူတို့ရင်ခွင်ထဲထည့်ပြီးတော့ပရိသတ်တွေနေလိုက်ပြီပေါ့အဲ့မှာအခုကျွန်တော်ကပရိသတ်တွေနေတဲ့အဆင့်ရောက်နေတာ၃နှစ်အဲ့ဒီ၃နှစ်တွင်မှာဘာလို့ရမ ဥ လဲ ပပတ္တိကပေါ့ အဲ ကပ္ပတေကမဟုတ် ဥပပတ္တိက ဥပပတ္တိ ပရိသတ်နေနေတာအခု၃နှစ်တွင်မှာဘာလို့ပြင်မလဲဆိုတော့ဆရာတို့ကကျတော့ကံကောင်းတာဘာလဲဆိုတော့ဘာသာစကားတက်ပြီးသားအင်္ဂလိပ်စကားပြောတက်ပြီးသားအင်္ဂလိပ်စကားပြောတဲ့နိုင်ငံရောက်သွားတာကျွန်တော်ကအင်္ဂလိပ်စကားပြောတက်ပေမဲ့ဒီ Dutch ဘာသာစကားမတက်ဘူးပြီး Dutch ဥပဒေတွေလေ့လာရမယ်ယဉ်ကျေးမှုတွေလေ့လာရမယ်ဆိုတော့၃နှစ်ကျွန်တော်ကိုချိန်ပေးထားတယ်၃နှစ်ချိန်ပေးထားတဲ့အခါကျတော့၃နှစ်တွင်မှာကြောက်တရရမယ်စာမွေးဖြေရမယ်အဲ့ဒီမှာဘာလဲဆိုတော့စိတ်ဝင်စားစရာကောင်းတာပေါ့ဗျာဒီမှာပညာသင်ဖို့အတွက်စာသင်ကျောင်းမှာနိုင်600အနည်းဆုံးနိုင်600ပြီးရင်ဒီ Dutch လူအဖွဲ့အစည်းယဉ်ကျေးမှုအဖွဲ့အစည်းနဲ့နော်နေတဲ့ထိုင်တတ်ဖို့အတွက်ပြင်ပမှာလူတွေနဲ့ဆက်ဆံမှုအတွက်စေတနာဝန်ထမ်းအလုပ်လုပ်ဖို့နိုင်800သတ်မှတ်ထားတယ်အဲ့တော့နိုင်800အတွင်းမှာကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီလူတွေဘယ်လိုနေကြလဲဘယ်လိုပြောကြလဲဘယ်လိုစားကြလဲယဉ်ကျေးမှုဘယ်လိုရှိလဲအဲ့ဒီမှာကျွန်တော်တို့လေ့လာရတယ်အဲ့ဒီမှာဘာမှအခက်အခဲမရှိအောင်ကျွန်တော်တို့အမြဲတမ်းတွင်တင်ဖို့အတွက်ကျွန်တော်တို့မှာကိုယ်ပိုင်မန်နေဂျာတွေရှိတယ်အလုပ်လုပ်ရင်လည်းမန်နေဂျာရှိသလိုစာသင်ရင်လည်းပဲမန်နေဂျာရှိတယ်အဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကအထိန်းနဲ့သွားနေတာပေါ့နော်ကလေးလေးရက်နိုင်ပေးဆိုတော့အစိုးရနေပြီးတော့တက်မှတ်ပေးထားတယ်အဲ့လိုလုပ်ရင်းနဲ့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ခေါ်ပြောတယ်မင်းဘယ်လောက်ဒီအခြေအနေကောင်းနေပြီလဲစာမွေးဖြေတာဘယ်နှစ်တန်းအောင်နေပြီလဲဆိုကြပါစို့ဘာသာစကားအရေးဖတ်ပြောနားထောင်နော်လေးခုစွန့်ရည်ဘယ်လောက်ဒီရနေပြီလဲဘယ်နှခုအောင်သွားပြီလဲပြီးရင်ကျွန်တော်တို့ဥပဒေတွေသင်ရတယ်ဗျာအဲ့ဒီဥပဒေကလည်းပဲစာမွေးဥပဒေယဉ်ကျေးမှုတမိုင်းတယ်လီထုံးနှံစင်လာပြီးတော့ပြက်ကလေးနိုင်ငံတော်ရုံးပိတ်ရက်ကစပြီးတော့ကျွန်တော်တို့သင်ရတယ်အဲ့ဒါတပတ်သားအဲ့တော့အဲ့ဒီမှာအတ္တသမပဏိတိဆိုတာကိုလည်းသူကသင်ပေးတာမိမိကိုယ်ကိုမိမိထိန်းချောင်းဖို့အတွက်အဲ့တော့ထိန်းချောင်းနေနိုင်ပြီးပြီးရင်လည်းပဲဒီ၃နှစ်တွင်မှာနိုင်ငံတော်ကနေပြီးတော့ဆရာခုနပြောသလိုပဲစာဝတ်နေကြမှာခုနကကန့်ထဲမှာကျွေးတာမွေးတာကတကယ်ကိုသူတို့ရဲ့အုပ်ထိန်းမှုအောက်မှာစာတင်တဲ့ကြီးရိတ်တာကြီးတခုမှနေရတယ်လို့အခုတော့မဟုတ်ဘူးကိုယ့်ဘာသာကိုချက်စားမယ်ကိုယ့်ဘာသာဈေးဝယ်ရမယ်နော်ဒါပေမဲ့သူကဘာလုပ်လဲလာစဉ်လိုအပ်တဲ့ဝယ်ချမ်းမှုအတွက်နော်အိမ်လကပေးဖို့အတွက်တယ်လီဖုန်းပေးဖို့အတွက်အင်တာနက်သုံးဖို့အတွက်တယ်လီဗီရှင်းကြည့်ဖို့အတွက်အမှတ်ပြဖို့အတွက်အားလုံးလိုအပ်တဲ့ငွေကြေးအဲ့တော့ကျွန်တော်တို့စိတ်ဟာအရန်လုံခြုံတယ်ဆရာပြောတဲ့ခုနက security ပေါ့ social security ဆိုတာလူမှုဖူလုံရေးဆိုတဲ့စကားလုံးကကျွန်တော်အခုမှနားလဲဆိုကြပါစို့ကျွန်တော်ဘဏ်ကတ်ထဲမှာသွင်းနဲ့ပတ်စံကုန်သွားနောက်ဆုံးအခုကတ်ထဲမှာတစ်ချက်မှမရှိတော့ဆိုရင်ကျွန်တော်စိတ်မပူအချိန်တန်ရင်သူကလကုန်တဲ့နေ့မှာတစ်ခါပတ်စံဝင်လာတယ်အဲ့တော့ကုန်သွားတယ်ဗျာလတစ်ဝက်မှာတစ်ခါဝင်တယ်ဗျာနှစ်ခါသူကပေးတယ်တော့ကျွန်တော်တို့ရဲ့လူတွေရဲ့စိတ်ကိုလည်းသူသိတယ်ကျွန်တော်ဗမာနိုင်ငံလို့ပြတ်တုံးလက်တုံး23ဆိုရင်23မှာ23တိုင်ငယ်20ရက်နေ့မှာပေးတာဗမာစကားပြောတယ်မလားကျွန်တော်တို့လကသားတွေလေအာပြတ်တုံးလက်တုံး23ပါဗျာဆိုတော့အဲ့မှာပြတ်ပြီးပတ်စံအဲ့ဒီအချိန်မှာစိုးရကပတ်စံဝင်လာပြီအဲ့ဒီမှာကျွန်တော်တို့ကထပ်ပြီးတော့သုံးဖို့အတွက်လောက်ကုန်တဲ့ဒီရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ကကိုရက်တီဖို့အဲ့တော့ခုနကကျွန်တော်စပြီးတော့ပြောတဲ့စကားလို့ပေါ့ဘုန်းကြီးတွေလူထွက်သွားတယ်အထုပ်ပိုက်ပြီးတော့ထွက်သွားတယ်ဘုန်းကြီးဘွားရတယ်မဟုတ်ဘူးကျွန်တော်တို့နှစ်ယောက်ကအဲ့ဒီမှာအရန်ကင်းရှင်းတယ်ကျွန်တော်ပြအောင်မယ်ပုံမှာကျွန်တော်ရဲ့စာအုပ်စင်မှာတပိတ်ရရက်တောင်ရသင်ငန်းတွေရှိတယ်အဲ့တော့ကျွန်တော်ကလှူခြင်းတယ်ဆိုရင်တော့မှလှူခံမဲ့ပုံကမရှိဘူးဗျကျွန်တော်မှရမ်းဘွားတော့ကဆိုကြပါစို့ဒီမှာပိဋကတ်သုံးပုံနေအင်္ဂလိပ်လူအဲ့တော့ကျွန်တော်ကလူထွက်လိုက်တယ်ဆိုတော့ဒီမှာကြောင်းတိုက်တေဝင်မရှိဘူးရှိတဲ့တန်ဃာတော်နှစ်ပါးကလည်းပဲကျွန်တော်လိုပဲတက်ခန်းကိုကြောင်းဖြစ်နေသတင်းသုံးနေကြရတယ်အဲ့တော့ကျွန်တော်ကဒီစာအုပ်လူတဲ့ပုံကိုကျွန်တော်ပြောတယ်ကျွန်တော်လူထွက်လိုက်ပြီသူကလည်းပဲကျွန်တော်ကိုမောင်တယောက်လိုပါပဲတကယ်အမေရိကစာရေးဆရာမကြီးမြန်မာနိုင်ငံမှာနာမည်ကြီးမဂ္ဂဇင်းတွေမှာရေးခဲ့ဘူးတဲ့စာရေးဆရာမကြီးပါပဲကျွန်တော်ကိုစာပေစိတ်နဲ့သူကပံ့ပိုးပေးခြင်းတဲ့အတွက်ကြောင့်မို့ရန်ဘွားမှာ
ပိဋကတ်တွေဖတ်ဖို့ဆိုပြီးတော့တိလင်္ကာနိုင်ငံတွေမှာပေးတာဒေါ်လာ2000လောက်ပေးရတယ်ဒီပိဋကတ်တွေလေအဲ့တော့လူထွက်သွားပြီဆိုတော့အဲ့တော့အော်ရငတ်မောင်ရဲ့ပေါ့ဒီလူထွက်သွားလေပဲအခုစာဝါတွေစာပေတွေပို့ချနေတာပဲပေါ့နော်စာပေတွေပို့ချနေတာပဲပေါ့အဲ့တော့စာပေတွေပို့ချနေတော့ဆက်ပြီးတော့ဖတ်ဖို့ကျွန်တော်တို့ဒီဥရောပဒီနယ်သာလန်မှာပေါ့ကျောင်းတိုက်တစ်ခုပြီးပေါ်လာပြီဆိုရင်တော့ကျွန်တော်ကဒီကဆရာတော်ကနေပြီးတော့လက်ခံမယ်ဆိုရင်ကျွန်တော်သွားလှူမှာဆိုကြပါစို့ပေါ့ဗျာတကယ်လဲကြမ်းအိတ်ဖြစ်မနေဘူးဆိုရင်ပေါ့ဆရာတော်လည်းပဲစာဖတ်မယ်ဆိုရင်ပေါ့ဒါမျိုးပေါ့အဲ့တော့ဒီမှာကရှိနေတဲ့ပစ္စည်းတွေသူကအလူခံမဲ့ပုံကိုယ်တော်မှာတော်တော်ခက်တယ်ဆိုတော့လေဘာလို့ဆိုတော့ပြည်စုံနေကြလို့ပြည်စုံနေကြတာအဲ့တော့လူတိုင်းဟာတူးစီရန်တူးမျောနေတဲ့အနေအထားမျိုးတယောက်မှမရှိဘူးကျွန်တော်လူထွက်တယ်တကြက်မှမပါပဲနဲ့ထွက်လည်းပဲထွက်ပြေးကိုကြီးညာလိုက်တဲ့အချိန်မှာကျွန်တော်အရင်တိုင်းပဲနေရတာလေအရင်တိုင်းအခွင့်အလမ်းနဲ့ပဲနေရတယ်ဒီကပုံကိုယ်တွေကလည်းကျွန်တော်ကိုရဟန်းဖြစ်နေထောက်ပံ့နေတာမဟုတ်ဒုက္ခရောက်နေတဲ့လူသားတယောက်ဖြစ်နေကြည်တာဆရာလည်းပဲအဲ့ဒီရောက်တော့ဒါဆရာကိုကြည်တာအဲ့ဒီတိုင်းပဲကြည်တာရဟန်းရဲ့လို့မကြည်ဘူးလူ့ကြောင်ရဲ့လို့မကြည်ဘူးဆရာဟာအသက်ရှင်နေတဲ့အကူကြီးလိုအပ်နေတဲ့အကာအကွယ်လိုအပ်နေတဲ့လူတယောက်ဒါပဲအဲ့တော့ individualism ဖြစ်နေတူတယောက်ချင်းရက်တည်ဖို့အတွက်လည်းပဲကျွန်တော်တို့မှာရှိတယ်အခုဆိုကြပါစို့ကျွန်တော်3နှစ်ပြီးတော့မယ်ဗျာနိုဝင်ဘာဆိုကျွန်တော်ပြီးတော့မယ်ပြီးတဲ့အခါကျတော့ကျွန်တော်ကိုဒီအစိုးရကနေပြီးတော့ခေါ်ပြီးတော့ဆွေးနွေးတယ်အခုမင်းတက်တန်းသင်ယူနေတဲ့ကျောင်းချိန်ကာလပြီးတော့မယ်ပေါ့နော်ဒီမှာတော့ evergreen period လို့ခေါ်တာပေါ့အဲ့တော့ပြီးတော့မယ်ဆိုတော့မင်းဘာလုပ်မှာလဲအဲ့တော့ပထမဆုံးသူတို့မျှော်လင့်တာကအလွတ်ကြောင်းတက်ပါဘာမှမလုပ်နဲ့ရတယ်ဒါပေမဲ့လှုပ်ချင်ရင်မင်းကဟိုဘက်မှာလှုပ်ခဲ့တဲ့ရည်ချင်းနေနဲ့ဒီကအလုပ်နဲ့ကွက်တိကြတယ်ဒီဘက်ကအလုပ်ကလည်းတအားလိုအပ်နေတယ်ဆိုရင်တော့လှုပ်အဲ့ဒီမှာကြောင်းချိန်ကိုလျှော့ပေးမယ်ဒီလိုပေါ့ဘာမှအလုပ်ကလည်းလုပ်ဖို့အခွင့်အလမ်းလည်းမရှိဘူးကြောင်းကလည်းပဲကိုယ့်အတွက်ကကြောင်းမှကြောင်းစာလည်းရမ်းခက်နေတယ်ဆိုရင်ကြောင်းတက်အခုဒီမှာကြောင်းကပြီးတော့မယ်ဆိုရင်သူပထမဆုံးဘာပြောလဲဆိုတော့အလောက်ကဆိုကြပါစို့လူတယောက်တလတာရက်တည်နိုင်တဲ့ငွေကြေးဘယ်လောက်ရှိလဲအခြေခံလစာပေါ့ဆရာတို့ဒီမှာဘယ်လောက်ရှိလဲမသိဒီမှာဆိုရင်တော့အခြေခံလစာကိုယူရို2000လောက်သတ်မှတ်ထားတယ်ဗျအဲ့တော့ယူရို2000လကရနိုင်ပြီလားရတဲ့အလုပ်ကိုမင်းစပ်ပြီးတော့လုပ်နိုင်ပြီလားမလုပ်နိုင်သေးဘူးရတယ်ပြဿနာမရှိဘူးသုံးပုံတစ်ပုံလည်းပဲသုံးပုံတစ်ပုံမဟုတ်200လောက်ရတယ်ပြဿနာမရှိဘူးမင်းအလုပ်စလုပ်ကြည့်မယ်ကျန်တဲ့1800အစိုးရထောက်ပံ့မယ်မဟုတ်ဘူးကျွန်တော်900ဖို့လုပ်မယ်ကျန်တဲ့အချိန်ကြောင်းတက်ဦးမယ်တက်ရတယ်အဲ့တော့900ကနေပြီးတော့နောက်တစ်စင်တိုးပြီးတော့အလုပ်ချိန်တိုးလာတယ်ကိုယ့်ရဲ့လုံနိုင်စွမ်းလည်းတိုးလာတယ်လကလည်းတိုးလာတယ်1000ရလာတယ်တဖြည်းဖြည်းနဲ့နော်ရက်နိုင်ပေးရနေပြီးတော့အစိုးရကနေတင်းလာတာနောက်ဆုံးဆရာပြောသလို independent ဖြစ်သွားကျွန်တော်တို့ဆိုရင်တခုဆိုကြပါစို့ independent ဖြစ်ခြင်းလို့ဆိုပြီးတော့ကျွန်တော်အောက်တိုဘာလလွန်ခဲ့တဲ့နှစ်ကစပြီးတော့လုပ်တာပေါ့အခုလောဆယ်ပခုံးဘိုးတော်ကကျွန်တော်ကားမှောက်ခဲ့ဘူးတဲ့ဒဏ်ထင်ပါတယ်အလုပ်တွေကျွန်တော်လုပ်ကြည့်တဲ့အခါကျတော့အဲ့ဒီမှာအဲ့တော့ကျွန်တော်ကနေပြီးတော့အလုပ်မလုပ်နိုင်ဘူးတကယ်လည်းနာနေတော့ဆရာဝန်တွေကလည်းတကယ်မလုပ်ပါနဲ့ဘူးတားထားတယ်ကျွန်တော်အလုပ်ခဏနားထားတယ်နားတော့ကျွန်တော်ကနေပြီးတော့ခုနအစိုးရစီကိုပြန်တင်ရတာပေါ့ကျွန်တော်အလုပ်လုပ်တာဟိုတုန်းကတဝက်လောက်ရတာဟုတ်တဝက်ကနေပြီးတော့အခုကျွန်တော်အလုပ်မလုပ်နိုင်ဘူးဆိုတော့ရတယ်မင်းအလုပ်မလုပ်နိုင်ကြောင်းတင်ပါဆိုကျွန်တော်စာတင်လိုက်တော့သူတို့ကတရားဝင်ဟုတ်ပြီပြန်ပြီးတော့အစကနေပြီးတော့သူပြန်ပြီးတော့ရက်နိုင်ပြီးပြန်လုပ်ခဏစောင့်နေတာပေါ့ကျမကြီးကောင်းစိတ်ကုကျမကြီးကောင်းတဲ့ချိန်စောင့်နေမယ်ပြီးတော့နောက်တစ်ခုဗျကျွန်တော်အလုပ်လုပ်တဲ့ချိန်မှာခုနဆရာပြောတဲ့ထဲမှာပါတယ်အလုပ်နားတဲ့အချိန်မှာအလုပ်လက်မဲ့ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကိုဒီအလုပ်ရှာဖွေရေးနိုင်ငံတော်အဆင့်ရုံးကနေထပ်ပြီးတော့ခုနကကျွန်တော်တို့ကိုထောက်ပံ့တဲ့ရုံးကတက်အခုအလုပ်ကိုင်နေရှာဖွေတယ်နော်အလုပ်လုပ်နေတဲ့ကာလမှာသူတို့ကိုကျွန်တော်တို့ကလာစဉ်ပေးရတာတွေရှိတယ်ကျွန်တော်မသိဘူးကျွန်တော်ရဲ့လောက်ခတွေကသူတို့ကဖြတ်နေတာလို့ပြောတယ်အဲ့တော့ကျွန်တော်ကအလုံးမရှိတော့ဘူးဆိုတဲ့တည်းပဲသူတို့ကဆက်သွယ်တယ်ဆက်သွယ်တော့မင်းအလုံးမရှိတော့ဘူးဆိုတော့3လသူတို့ကကျွန်တော်ကိုအလုံးရှာဖွေနေစဉ်ကာလဆိုပြီးတော့ပတ်စံပေးမယ်
နော်အဲ့တော့ဒီကလူတွေကတခါတည်းဟာကျွန်တော်တို့တောင်ပြင်မှာလွတ်တဲ့ရွှေရင်းသာဆိုတဲ့ကိစ္စမျိုးမရှိတော့ဘူးသူကအမြဲတမ်းသူကချိတ်တယ်လားဆိုပြီးရင်ခုနကကျွန်တော်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကလည်းပဲကျွန်တော်တွေ့တစ်လရာခိုင်နှုန်းဘယ်လောက်နော်ဒုက္ခမရောက်အောင်ပေးတယ်လို့ခုနကအစိုးရကလည်းထောက်ပံ့မယ်ပြီးတော့ကျွန်တော်တို့အလုပ်ခုနကအလုပ်လက်မဲ့ဖြစ်သွားတဲ့အခါခုနကကျွန်တော်တို့လစဉ်ပေးသွင်းခဲ့တဲ့ရုံးကလည်းကျွန်တော်တို့ကိုထောက်ပံ့မယ်ဆိုတော့ဒီလူတယောက်ကဘယ်တော့မှဒုက္ခရောက်ပြီးတော့လက်လွတ်ချေလွတ်အောက်ချေလွတ်သွားဖို့အခြေအနေမရှိဘူးပေါ့အဲ့မှာအတ္တအတ္တနောနာထောဆိုတာကအမြဲတမ်းမှန်းနေတာပေါ့ဗျတရားဝင်ဖြစ်နေတာကျွန်တော်တို့ဗုဒ္ဓရဲ့တရားကဒီနိုင်ငံမှာကျွန်တော်တို့အမြဲတမ်းပြောတယ်လေဒီမိုကရေစီရဲ့ကောင်းကြောင်းကိုမသိတဲ့အခါကျတော့ကျွန်တော်တို့အပေါ်ယံရှက်ပြီးတော့မြင်ရတဲ့ဘာသာပေါင်းစုံညီညွတ်ရေးတို့အတူတကွရှင်တွဲနေထိုင်ရေးဆိုတဲ့ကိစ္စတွေကိုလက်မခံနိုင်ရကနေပြီးတော့ကျွန်တော်တို့ဒီမိုကရေစီစနစ်ရဲ့ဒီ social democracy ရဲ့ကောင်းကျိုးတွေကိုပါအကုန်လုံးမျက်ကွယ်ပြုလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဗုဒ္ဓရဲ့တရားတွေဖြစ်တဲ့အတ္တသမပဏိတိတို့အတ္တဤအတ္တနောနာထောတို့ပြီးရင်ဆိုကြပါစို့ခုနဆက်ပြီးတော့ပြောမယ်ဆိုရင်တမက်ကတဘောသူခေါ်ဆိုတာလည်းပဲဆရာနဲ့ကျွန်တော်နဲ့ညီညွတ်တယ်ဗျာဆရာလည်းဆရာလကဆရာရက်တည်နိုင်တယ်ကျွန်တော်လည်းကျွန်တော်လကကျွန်တော်ရက်တည်နိုင်တယ်ဆရာနဲ့ကျွန်တော်နဲ့က respect ရှိတယ်ဗျာခုပတိပဲအခန်းနေကြမယ်ဆရာကျွန်တော်ကိုတခါခဏလာခောက်ပြီးတော့အကူကြီးလာမတောင်းဘူးဗျာကျွန်တော်လည်းဆရာကိုခဏခောက်ပြီးတော့ဟာဆရာမကြီးကျွန်တော်ပတ်စံလေးဘယ်လောက်ကြီးစမ်းမအောင်လက်ပေးဘူးပေးစမ်းမအောင်မလုပ်ဘူးမလုပ်တဲ့ခါကျတော့ခုပဲအခန်းနဲ့ကျွန်တော်ဒီဘက်ခန်းဆရာနဲ့ကျွန်တော်နဲ့နေကြဘယ်တော့မှပြဿနာမရှိဘူးအမြဲတမ်းညီညွတ်တယ်အကူကြီးလိုရင်လည်းပဲတကယ်လိုအပ်မှကျွန်တော်တို့ကပြောကြမှာလေငွေကြီးရဲ့အကူကြီးဆရာစီကကျွန်တော်တောင်းမှမဟုတ်ဒီမှာရှိနေတာကျွန်တော်9နှစ်ရှိတယ်ဗျာမြန်မာတွေချင်းချင်းကျွန်တော်ကိုလာပြီးတော့ပတ်စံချီတဲ့လူလည်းမရှိဘူးကျွန်တော်လည်းအဲ့ဒီလူတွေဒီမှာလာပြီးတော့တွားပြီးတော့မျက်နှာငယ်ငယ်လေးနဲ့တွားပြီးတော့အေးရှိတကားတော့ခောက်ဖို့လည်းမလိုဘူးအဲ့တော့ကျွန်တော်တို့တွေ့ရင်အရန်ချစ်ကြတယ်နော်အရန်ချစ်ကြတယ်ဆိုတာဘာလို့ဆိုတော့တွေ့ရင်ဗျာကျွန်တော်တို့တယောက်နဲ့တယောက်ရှောင်ပြီးတော့ပြေးတာမျိုးမလို့ကြဘူးဟာလာပြီးငါတော့ဒုက္ခပြီးတော့မှာပဲဆိုတဲ့တွေးမျိုးမရှိဘူးအဲ့တော့တွေ့ရင်ကျွန်တော်တို့နှုတ်ဆက်နိုင်တယ်ပေါ့ဗျာသူကလည်းကိုယ့်ကိုဒုက္ခမပြေဘူးသူကလည်းကိုယ့်ကိုဒုက္ခမပြေဘူးဆိုတဲ့တွေးအဲ့တော့ဘာလဲဆိုတော့အလိုလိုနေနဲ့အတ္တယအတ္တနောနာတော့တည်ကြလာတဲ့ခါကျတော့တမက်ကဏံတဘောသူခေါ်ကတည်ကြလာတာဗျတမက်ကဏံတဘောသူခေါ်ကတည်ကြလာတာတကယ်လို့အတ္တဟိအတ္တနောနာတော့မတည်ကြဘူးဆိုရင်တမက်ကဏံတဘောသူခေါ်ကလုံးဝမတည်ကြတော့ဆိုကြပါစို့အိမ်တေထဲမှာမိဘနဲ့သားသမီးတွေနော်သားသမီးကနေဟိုကမြေးတွေအထိတေထဲမှာတူနေကြတယ်ညီကိုမောင်နှမတွေချင်းချင်းရန်နေဖြစ်ကြတယ်တတ်ကြတယ်ဘာဖြစ်လို့လဲတယောက်နဲ့တယောက်ဒုက္ခပေးတာတွေများလို့မနာလိုတာတွေများလို့ဝန်တိုတာတွေများလို့ဘာဖြစ်လို့ဆိုတော့သူ့မှာရှိတာကိုမရှိဘူးဗျာကို့မှာရှိတာ तू မရှိဘူးဒီမှာကျတော့ဆရာနဲ့ကျွန်တော်နဲ့အခုနိုင်ငံချင်းကွာတယ်ဝေးနေတယ်ဒါပေမဲ့ဆရာအခန်းထဲမှာရှိတာကျွန်တော်အခန်းထဲမှာရှိတယ်ကျွန်တော်စီမှာရှိတာလည်းဆရာစီမှာရှိတယ်ဒါပေမဲ့ဆရာကျွန်တော်တဲ့ဘာအားကောင်းလဲဆိုတော့ခုနပြောသလိုပဲဆရာကချက်ချင်းအလုပ်လုပ်နိုင်တယ်ဝင်ငွေရှာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့ဆရာမှာကျွန်တော်တဲ့ဟိုအားကောင်းတာကဝင်ငွေပုံမှန်ရှိတယ်ကျွန်တော်ကဝင်ငွေမရှိဘူးဒါပေမဲ့ကျွန်တော်မှာအခုကျောင်းတက်ပြီးရတယ်တပည့်ကျွန်တော်အလုပ်ရှာပေးကြမှာကျွန်တော်ကမလုပ်ချင်ဘူးဆိုလည်းပဲဟာအလုပ်ရှိနေပြီခဏခဏဖုန်းဆက်မှာကျမကြီးကောင်းပြီဆိုတဲ့တပည့်နဲ့အဲ့တော့အလုပ်ကလည်းပဲပူကြမရှိဘူးကိုယ်ကသာလုံနိုင်ဖို့လိုတယ်ပေါ့ဆရာပြောသလိုပဲနော်မရွေးဖို့လိုတယ်ပေါ့ငါဟိုမှာပမောက္ခကြီးလုပ်ခဲ့တာဆရာဝန်ကြီးလုပ်ခဲ့တာဒီမှာအဲ့လိုတွေးလို့မရတော့ဘူးအဲ့တော့ကိုယ့်ရဲ့ဘာသာစကားကျွမ်းကျင်မှုကိုယ့်ရဲ့နော်အတမွမ်းကြောင်းပညာကန့်ညီတဲ့အခြေအနေရောက်ဖို့တော့နော်စောင့်ကျင်စောင့်ရလိမ့်မယ်သို့တော့အသက်မွမ်းကြောင်းပြောမယ်ဆိုတော့နေ့စဉ်ဘဝရက်တည်ဖို့အတွက်တော့ကျွန်တော်တို့အလုပ်ကိုင်ခွင့်လန်းမရှာဘူးပေါ့ကျွန်တော်တို့ဘဝမြန်မာလူဖွဲ့စီမှာကျတော့ဆရာနဲ့ကျွန်တော်နဲ့အခုဆွေးနွေးနေတာကအတ္တရအတ္တနောနာတော့16နှစ်ပြည့်လဲကျွန်တော်တို့အိမ်ကထွက်မသွားနိုင်ဘူးလေဘာလို့ဆိုတော့10တန်းကျောင်းသားကြီးကျောင်းသူကြီးတွေဖြစ်တဲ့ဒီအဖေမေတွေကပကုံးထမ်းပြီးတော့ကျောင်းပို့နေကြတော့ထမင်းခွန်ကျွေးနေကြတော့ပြီးရင်လည်းအိမ်တော်ခွဲတဲ့အထိအဖေမေတွေကစိတ်ပူနေကြတော့
တာသမီတွေကိုယ်တိုင်ကလည်းဖေမေတွေစီကအမွေတောင်းမှုစူးစမ်းနေကြတော့ဒီမှာတစ်စက်တည်းပြနည်းနည်းလေးကျွန်တော်မိနစ်လေးနည်းငယ်ပြောချင်တာကမိဘနဲ့တာသမီကြား relation ကကျေးဇူးတရားနဲ့ချိတ်ထတာမျိုးမဟုတ်ဘူးဗျကျွန်တော်တို့ဗမာလူဖွဲ့စီမှာကျွေးမွေးမွေးပဲဆောင်ရွက်စီမံဆိုတဲ့သဘောမျိုးတွေမိဘတွေကတာသမီတွေပေါ်မှာမျှော်လင့်စရာမလိုဘူးဘာလို့ဆိုတော့16နှစ်မပြည့်ခင်တည်းလေအစိုးရကထောက်ပံ့ခဲ့တယ်16နှစ်ပြည့်တဲ့ခါကျတော့လေအစိုးရကဘာလဲဆိုတော့ဒီကလေးတွေရှေ့ကိုဆက်ရက်သွားဖို့အတွက်သူတို့ပညာသင်ပေးလိုက်ပြီနော်ဒီကလေးတွေကိုယ်တိုင်ကလည်းပဲဟာငါတို့16နှစ်ပြည့်ပြီငါချစ်တော့ပေါ့ငါရက်ရမယ်ငါလုပ်ရမယ်ဆိုတဲ့စိတ်ကိုအစိုးရကရောပတ်ဝန်းကျင်ကရောမွေးပြလိုက်ပြီမွေးပြတဲ့ခါကျတော့မိဘကဒီကလေးကိုစိတ်ပူစရာမလိုစိတ်ပူစရာမလို16နှစ်ထိလွန်ခဲ့တဲ့တစ်ပတ်ကကျွန်တော်ဆွေးနွေးခဲ့တယ်လေ16နှစ်ထိကြောင်းတက်လို့ဆောင်မွေးအောင်သွားရင်ဒီကလေးကမိဘလက်ကလွတ်ပြီး16နှစ်ဆိုရင်တော့ပိုလွတ်သွားပြီနော်အဲ့တော့16နှစ်ပြည့်တဲ့တစ်ပိုင်းနဲ့ဒီကလေးကကိုလန်းကိုလျှောက်တော့မယ်အဲ့တော့မိဘကဒီကလေးကိုငါမင်းတို့ငါလှုပ်ကြွေးခဲ့တာပဲဆိုတဲ့စကားလုံးနဲ့သုံးစရာမလိုဘာလို့လဲဒီကလေးတွေပညာသင်ပေးတာအစိုးရသင်ပေးတာပြီးတော့လစဉ်လဲအစိုးရကဒီကလေးတွေဆိုပြီးတော့ထောက်ပံ့ခြင်းပေးခဲ့တာမိဘကငွေပေးရတယ်အဲ့ဒီမှာမိဘကဘာလုပ်ပေးလဲဆိုတော့ဒီကလေးကိုသားသမီးဖြစ်နေမေတ္တာတရားစစ်စစ်နဲ့ဘာလို့လဲဆိုတော့ကျွေးတာမွေးတာဆောက်ရှောက်တာဒီကလေးတွေဟာငါတို့အသက်ကြီးအိုမင်းရင့်ရော်သွားတဲ့အခါမှာထောက်ပံ့ကြလိမ့်မယ်ကျွေးမွေးကြလိမ့်မယ်ဆိုတော့မျှော်ကိုးချက်မရှိဘူးခုနလိုသားသမီးတွေကိုမိဘတွေကနော်ထောက်ပံ့စရာမလိုသလိုမိဘတွေကိုလည်းပဲသားသမီးတွေကပြန်ပြီးတော့ကြည့်စရာမလိုဘူးအစိုးရကအသက်ရွယ်ကြီးတဲ့အခါမှာအစိုးရကတာဝန်ယူရတာသေတဲ့အထိအဲ့တော့မိဘတွေကလည်းမင်းတို့ကအသက်ကြီးရင်ကျွေးကြမွေးကြဆိုတဲ့မျှော်လင့်ချက်နဲ့သားသမီးတွေကိုပြုစုခဲ့တာမဟုတ်ဘူးစိတ်ရှင်းရှင်းနဲ့သားသမီးတွေကိုတကယ်ကြည့်ခဲ့တာအဲ့တော့မိဘတွေအိုမင်းသွားတဲ့အခါမှာလည်းသားသမီးတွေကမိဘတွေကိုတစ်ပတ်တစ်ခါလာတွေ့ကြတယ်တစ်လတစ်ခါလာတွေ့ကြတယ်သူတို့ပုံမှန်တွေ့ဆုံတဲ့နေ့ရှိတယ်ဗျအဲ့ဒီနေ့ကိုသူတို့တအားအလေးထားတယ်ဒီနိုင်ငံလူတွေလေနော်အဲ့တော့အဲ့ဒီလာတွေ့တဲ့အချိန်မှာလည်းပဲသားသမီးတွေကမိဘတွေစီကဘာမှမျှော်လင့်ချက်မရှိဘူးအမွေလည်းမလိုချင်ပါဘူးသူကလည်းပဲသူ့ရဲ့ဘဝနဲ့သူရက်တည်နိုင်တယ်လေတကယ်တွေ့ကြတာတကယ်တွေ့ချင်လို့တွေ့ကြတာကျွန်တော်တို့အာရှရဲ့ပုံစံနဲ့မတူတာဒီမှာလေအဲ့ဒီမှာအံ့ဩစရာကောင်းတာပေါ့နော်မေတ္တာတရားနဲ့သူတို့ဟာပေါင်းကူးထားကြတာသင်္ခါတရားနဲ့ပေါင်းကူးထားတာမျိုးမဟုတ်ဘဲနဲ့သင်္ခါတရားမရှိဘူးလားရှိတယ်သင်္ခါတရားသည်မေတ္တာတရားပေါင်းကူးသင်္ခါဖြစ်တယ်ခုနကျွန်တော်တို့ပြောတဲ့မျောကိုမှုပါတဲ့မိဘတွေကလည်းသားတွေသမီးတွေကြီးလာသည်ရှိတော့ငါတို့ကိုကျွေးမွေးကြလိမ့်မယ်ငါတို့ရဲ့ကိစ္စတွေဆောင်ရွက်ကြလိမ့်မယ်ငါတို့အမွေကိုစက္ကန့်ကြလိမ့်မယ်ငါတို့နော်မျိုးရိုးကိုစောင့်ထိန်ကြလိမ့်မယ်ငါတို့အမြောက်ဝေကြလိမ့်မယ်ဒါလည်းမရှိဘူးဒီမှာအမြောက်ဝေတာလည်းမရှိတော့အရန်ကိုရွေးရှင်းပါတယ်သားသမီးတွေကလည်းပဲမိဘတွေစီကဘာမှပြောလင်းချက်မရှိဘူးအဲ့ဒါလေးကျွန်တော်ပြောချင်တာပေါ့နော်အဲ့မှာအတ္တအတ္တနောနာထောဆိုတဲ့ဗုဒ္ဓရဲ့ဒေသနာနဲ့သမက်ကဏတဘောသူခောဒေသနာနှစ်ရက်ညှိဖို့အတွက်ဒီမိုကရေစီလိုအပ်နေတာကျွန်တော်မြင်နေတာအံ့ဩဒီမိုကရေစီကအရန်ကိုရည်ကြီးတယ်ပြီးတော့နိုင်ငံရေးစနစ်ကအရန်ကြီးကြီးတယ်ဒီမိုကရေစီဆိုတာလည်းနိုင်ငံရေးစနစ်ပါပဲနော် social democracy တို့ liberal democracy တို့နောက်ဆုံးဘာစနစ်ပဲဖြစ်ဖြစ်ဗျာနောက်ဆုံးဒီတရုတ်နိုင်ငံမှာဆိုရင်ဒါဒီမိုကရေစီမဟုတ်ဘူးအာဏာရှင်စနစ်လို့ပဲပြောတပါတီစနစ်လို့ပဲပြောနိုင်ငံရေးစနစ်ပေါ့နိုင်ငံရေးစနစ်ဒီမိမိကိုယ်ကိုမိမိရက်တည်နိုင်စွမ်းရှိအောင်တန်ဖိုးပေးနိုင်တဲ့တမက်ကနဲ့တဘောသူခေါ်ကိုအဓိပ္ပာယ်ရှိအောင်စောင့်ရှောက်ပေးနိုင်တဲ့နိုင်ငံရေးစနစ်ရန်ရေးကြည့်တယ်ဆိုတာကိုကျွန်တော်မြင်တာပေါ့ဆရာအနေနဲ့ဒါလေးထပ်ပြပြီးတော့ပြောရင်ကျွန်တော်တို့စကားညီကုန်းချုပ်ကြတာပေါ့ဗျာကျွန်တော်တို့ဟိုဟာပေါ့နော်ဒီရှင်တန်ရတဲ့ဘဝကာလတော်တော်တူတာ။တိုးတဲ့ခါလာမှာကျွန်တော်တို့ကဘယ်လိုနေသွားမလဲစဉ်းစားရင်းနဲ့ကျွန်တော်တို့ဒီအသက်အရွယ်ထိရောက်ခဲ့ကြရတာပေါ့။နောက်ပြီးကိုဖြတ်တန်းရှင်တန်ရတဲ့ဘဝကိုလည်းအမြဲတမ်းပြန်လဲသုံးသပ်တဲ့အလေးကျင့်ရှိကြတာ။ရှိတဲ့အခါမှာကျွန်တော်တို့ပိုးပြမှာကောင်းမွန်တဲ့ဘဝ much better life ပေါ့နော်။ပိုကောင်းမွန်တဲ့ဘဝတစ်ခုရဖို့ရာအတွက်ကျွန်တော်တို့ကြိုးစားကြရတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဒီ
မျောလင်းတတ်ကြတယ်ပေါ့မျောလင်းတဲ့ပုံစံတည်းမှာကျွန်တော်ကဆရာစီကဟို financially ငွေကြေးအကူအညီမျိုးဒီကျန်တဲ့မျောကိုးစရာတစ်ခုရှိတာမျိုးမဟုတ်ဘဲနဲ့ခါလေးကျတော့ကျွန်တော်တို့လိုအပ်နေတာကမေတ္တာဖြစ်နေတယ်အဲ့တော့လူမှာတခါလေကျတော့ကျွန်တော်မိဘတွေစီကကျွန်တော်အမွေလည်းမလိုချင်ဘူးပတ်စံလည်းမလိုချင်ဘူးကျွန်တော်ညီကိုမောင်နှမတွေစီကလည်းကျွန်တော်ဘာမှမလိုချင်ဘူးဒါပေမဲ့နေကောင်းလားစင်ပြေလားဆိုတော့ဒီဂယူးဆိုင်မှုမျိုးတတိယမှုမျိုးကျွန်တော်တောင်းတတာနော်ဆိုတော့ဒီခါလေးကျတော့ကိုအလုံးနဲ့အိမ်နဲ့အလုံးနဲ့အိမ်နဲ့သွားတဲ့ခါမှာငါ့ကိုတတိယတဲ့လူလဲရှိချင်မှရှိမှာပါလေဆိုတော့စိတ်မျိုးဖြစ်တာနော်ဆိုတော့လူဆိုတော့ဒီလူမှုရေးတက်တော်တကောင်ကအဲ့ဒီဟာကိုအာတာတငန်းငန်းနဲ့မျောလင့်နေတတ်ကြတယ်ပေါ့ရလိမ့်နိုးနိုးနဲ့ဒီလင်ဒါငှက်တွေကမစ္ဆာဇာတပစ္စည်းနဲ့မိဘကိုမျောလင်းရင်းနဲ့ရှင်သန်ရတယ်လို့မျိုးကျွန်တော်တို့ဒီလူသားတယောက် individual လိုက်မှာကျွန်တော်တို့စူးစမ်းပြီးတော့မှရှင်သန်ရတာဒီတက်ရွယ်ထိပါပဲအဲ့တော့ကျွန်တော်တို့ဘယ်ပိုင်းတော့မှမသိဘူးပြောခဲ့ဘူးတဲ့ဆရာပန်စိုးဝေရဲ့သိန်းစုံငှက်တို့အပြန်လန်းထဲမှာသူ့ရဲ့အခြားကြပြထဲမှာလည်းပါပါတယ်ကျွန်တော်က elephant ဂမှုမှမဟုတ်ပဲကျွန်တော်ကမာဆူမှမဟုတ်ပဲလေကျွန်တော်ကဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်နေပဲအသက်ရှင်ရပ်တည်နေသေးပါမေးဆိုတဲ့စကားလုံးပေါ့နော်ကျွန်တော်တို့ဒီ existentialist မဟုတ်ပေမဲ့ကျွန်တော်တို့ exit ဖြစ်အောင်ရှင်သန်နေအောင်နေကြရရောက်တဲ့နေရာမှာတွေ့တဲ့ပတ်ဝန်းကျင်နဲ့အကောင်းဆုံးဖြစ်အောင်ကောင်းမွန်တဲ့လူသားတစ်ယောက်အဖြစ်နဲ့ကျွန်တော်တို့ကြိုးစားပြီးတော့မှရှင်သန်ကြရတယ်ရပ်တည်ကြရတယ်အဲ့ဒီလိုဖြစ်လာဖို့အတွက်ကျွန်တော်တို့လေ့လာသင်ယူတယ်ပြောင်းလဲနိုင်အောင်ကြိုးစားရတယ်ကျွန်တော်ဆိုငငယ်လေးကလေးကမိဘတွေနဲ့ဝေးပြီးတော့မှထွက်ခွာခဲ့လိုက်တယ်ဆိုတော့အခုဆိုရင်ပိုးပြီးတော့မှဝေးသွားတယ်ဆိုတော့ခေတ်ကာလတွေမကောင်းတဲ့အခါမှာကျွန်တော်တို့တွေးဆုံဖို့တောင်မှမလွယ်ကူအခုချိန်မှာအင်တာနက်တွေပါတယ်လဲမရှိတဲ့ရွာတွေကအင်တာနက်မရှိတဲ့အခါကျတော့စကားမပြောဖြစ်တာတော့ကြာပြီပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအမြဲတမ်းဒီတန်ဖိုးထားတယ်သတိရတယ်မေတ္တာပို့တယ်ကိုကြီးစောင့်ရှောက်နိုင်အောင်ကြိုးစားတယ်ဆိုတော့ခုချိန်ထိလဲဒီအမြဲတမ်းကျေးဇူးတရားတွေနဲ့ကျွန်တော်ရှင်သန်နေတော့မယ်ကျွန်တော်ရဲ့သွေးသားခန္ဓာကိုယ်တွေကကျွန်တော်ရဲ့မိဘတွေဘိုးဘွားတွေရဲ့အစဉ်အဆက်ကလာတဲ့ဟိုသဘောမျိုးတွေကျွန်တော်တွေ့တာပေါ့နော်နောက်ပြီးခုနကကျွန်တော်ပြောခဲ့သလိုမျိုးပဲကျွန်တော်တို့ individual like တယောက်တည်းသမားဘဝမှာပဲဖြစ်ဖြစ်မိသားစုနဲ့နေခဲ့တဲ့အခါမှာဖြစ်မပြည့်စုံခဲ့ပေမဲ့သူတို့တာဝန်ကြီးပါတယ်ဆိုတော့သူတို့မသိခဲ့တာပဲဖြစ်ပါလိမ့်မယ်သူတို့မှာမရှိခဲ့တာပဲဖြစ်ပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်လို့ပြောတာမျိုးမရှိခဲ့တာပါသူတို့ပညာရေးတွေမရခဲ့ဘူးစောင်းနေရေးတွေမပြည့်စုံဘူးကြက်ကုတ်ကြက်ကဲရုန်းကန်ရင်းနဲ့ကျွန်တော်ကိုလူသားတယောက်ဖြစ်ဖို့ရာအတွက်ပေးခဲ့တယ်ကျွန်တော်နိုင်ငံကနိုင်ငံဆိုပေမဲ့တခါတခါမတွေရဲ့ကျေးဇူးနဲ့ကျွန်တော်ဒီသင်္ကန်းဝတ်နဲ့ရှင်သန်ခဲ့တယ်ဆိုတော့အမေကမွေးဖွင်းเจ้าကကျွေးပြီးမှကျွန်တော်တို့လူဖြစ်ခဲ့တယ်သို့တော်လည်းပဲဖြစ်တဲ့အခြေအနေမှာကျွန်တော်ရက်တည်နေတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အမြဲတမ်းဒီလေးလာတင်ပြီးတော့မှလူကောင်းသူကောင်းဖြစ်ဖို့ရာအတွက်ကျွန်တော်ကြိုးစားတယ်ဆိုတော့ဘုန်းကြီးဘဝမှာနေတော့ကလည်းသာသနာဝန်ထမ်းကောင်းတစ်ပါးဖြစ်အောင်ကြိုးစားပြီးတော့မှနေတယ်လူဘဝရောက်တဲ့အခါမှာလည်းလူမှုဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင်ကျွန်တော်နေတယ်ဆိုတော့ဒါကကျွန်တော်မနှက်ဖန်တည်သွားခဲ့မယ်ဒါမှမဟုတ်ဒီနေ့ညမှာတည်သွားခဲ့မယ်ဆိုရင်တောင်မှငါရှင်သန်ခဲ့တဲ့အခါမှာငါမိဘတွေငါဖိုးဘွားတွေငါပတ်ဝန်းကျင်ကလူတွေရဲ့ကျေးဇူးတရားတွေကိုငါစော်ကားမသွားဘူးအလဟတ်တဖြုံးတိမသွားဘူးဆိုတဲ့သဘောမျိုးကိုကျွန်တော်ကအမြဲတမ်းဒီတွေးတောစဉ်းစားဆင်ခြင်မိတာဟုတ်တာပေါ့ကျွန်တော်ရဲ့ဒီခန္ဓာကိုယ်ထဲမှာအသွေးသားတွေထဲမှာကျွန်တော်ရဲ့ဘိုးဘွားဆင်ဆက်တွေရဲ့ဒီသွေးသားတွေကစီးမျောနေတော့မယ်သူတို့တွေကကျွန်တော်နဲ့ခန္ဓာကိုယ်အဖြစ်ကွဲပြားပေမဲ့သွေးသားတွေကသူတို့စီကနေမှအစဉ်စဉ်စီးဆင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အခုလိုရှင်သန်နေရတဲ့ဒီဘဝမှာကျေးဇူးတရားတွေကဆက်လို့မကုန်နိုင်တော့အောင်ကိုများရတယ်ပေါ့အဲ့ဒီလိုအတိတရားရှိမယ်ဆိုရင်ကျွန်တော်တယောက်တည်းနေရတဲ့အခါမှာလဲ
တယောက်တည်းမဟုတ်တယ်လို့အများနဲ့နေတဲ့အခါမှာလည်းကျွန်တော်အတွက်သူတို့အတွက်ဝန်တော့ဝန်ဖို့မဖြစ်ကြဘဲနဲ့ဒီအပိုက်မြုံလေးတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်ကဒီယုံကြည်တယ်မျှော်လင့်တယ်မြန်မာနိုင်ငံမှာလည်းပဲ communist စနစ်တွေဖြစ်လာပါစေလို့ကျွန်တော်ကမျှော်လင့်တယ်နောက်ကြတော့လူသားချင်းချင်းမေတ္တာတွေထားပြီးတော့မှပိယစက္ခုရေးတန်ဖတ်တန်တာဝိဟာရံတော့ပေါ့ချစ်စရာကောင်းချစ်တတ်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့မှခွင့်လွတ်နားလည်ပြီးတော့မှပေါင်းစည်းပြီးတော့မှတိဆောက်ကြမယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံသားတိုင်းမှာတိဆောက်နိုင်တဲ့ခွန်အားတွေရှိတယ်အဲ့ဒါတွေကိုအရွယ်သုံးပါမရွေးလက်တွဲတိဆောက်သွားမယ်ဆိုရင်လှပပြီးတော့မှနေခြင်းစရာကောင်းတဲ့လူဖွဲ့စည်းဖြစ်မယ်အဲ့လိုလူဖွဲ့စည်းမှာတယောက်တည်းပဲနေရစုဖွဲ့ပဲနဲ့ပဲနေရ healthy community healthy life healthy country ပေါ့နော်ကျမ်းမာတဲ့စိတ်ကျမ်းမာကိုယ်ကျမ်းမာရှိတဲ့လူသားတွေလူဖွဲ့စည်းတွေနိုင်ငံတွေဂုဏ်သိက္ခာတွေရှိတဲ့လူသားတွေဖြစ်လာလိမ့်မယ်ဆိုတော့မြန်မာနိုင်ငံမှာမဟုတ်ကျွန်တော်ကအခုဩစတြေးလျကိုလည်းကျွန်တော်တန်ဖိုးထားလာတယ်ဩစတြေးလျမှာမဟုတ်ဘူးလူသားတွေရှိတဲ့နေရာတိုင်းနိုင်ငံတိုင်းကိုကျွန်တော်တန်ဖိုးထားတယ်ကျွန်တော် identity ရှိလို့မရှိလို့ထက်ဆိုင်လူသားတွေဖြစ်နေလို့ရှင်သန်နေလို့ကိုကျွန်တော်တို့အားလုံးကတယောက်ကိုတယောက်မေတ္တာတွေနဲ့တန်ဖိုးထားပြီးတော့မှသွားရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပေးချင်တာဖြစ်တယ်ဒါကြောင့်တယောက်တည်းနေနိုင်တဲ့အခါမှာနေတတ်တဲ့အခါမှာနေရတဲ့အခါမှာတတိရှိပြီးတော့မှနေဖို့ရတဲ့ကိုယ့်ရဲ့ကြည်လင်တဲ့စိတ်နေသဘောထားတွေပြောင်းလဲမသွားဖို့ရအတ္တမမာနတွေမြင်မမလာဖို့ရကိုတိမ်ငယ်တဲ့စိတ်တွေဖြစ်မသွားဖို့ရအတွက်ဟိုတယောက်တည်းဒီတင်ကွက်ငှက်တကောင်မဟုတ်ဘူးဆိုတဲ့သဘောမျိုးမှာကျွန်တော်တို့ချစ်တဲ့လူတွေကျွန်တော်တို့ရဲ့နှလုံးသားတွေထဲမှာပြည့်နေနေအောင်ရှိတယ်ဆိုတဲ့ဟာမျိုးအများနဲ့နေတဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့မေတ္တာတရားတွေနဲ့နေ့ရက်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းကနေပျော်တဲ့ဘဝတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ချစ်ချင်းမေတ္တာတွေရှိရင်စားစရာတောက်စရာမရှိတော့မှကျွန်တော်တို့ပျော်စရာကောင်းတဲ့လူဖွဲ့စည်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီ remind လုပ်ပြီးတော့မှဒီနေ့စကားဝိုင်းကိုပြောကြခြင်းဖြစ်ပါတယ်ဆရာစောကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နားထောင်ပေးတဲ့ဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကဲဆရာမဒီနေ့ကျွန်တော်တို့ခေါင်းစဉ်ပေးမထားတဲ့စကားဝိုင်းပေါ့ဒါပေမဲ့ကျွန်တော်တို့ပြောရင်နဲ့ခေါင်းစဉ်ဖြစ်လာတာပေါ့လေဘာလဲဆိုတော့မေတ္တာလူဖွဲ့စည်းဆိုတဲ့ခေါင်းစဉ်ဘက်ကိုရောက်သွားတာပေါ့ဒီဆရာပြောတဲ့မိမိခြေတော့ပေါ့မိမိရက်တည်နိုင်တဲ့အရည်သွေးတွေဝင်းမြူနိုင်ခွင့်ရဖို့ပြီးတော့လည်းပဲကျွန်တော်တို့စုပေါင်းနေထိုင်တဲ့အခါပဲဖြစ်ဖြစ်နော်တနေ့စီဝေးသွားတဲ့အခါပဲဖြစ်ဖြစ်မေတ္တာတရားတွေနဲ့ချိတ်ဆက်ညီညွတ်နေကြဖို့ဆိုတာပေါ့ကျွန်တော်တို့ဟိုဆရာပြောသလိုပါပဲဒီကျွန်တော်တို့နေတဲ့နိုင်ငံကျွန်တော်တန်ဖိုးထားလာတယ်ဆိုတာကကျွန်တော်စိတ်ထဲမှာအိမ်မက်မက်နေတဲ့လူဖွဲ့စည်းအတွင်းမှာနေခွင့်ရလာလို့ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကကမ္ဘာကျော်အိန္ဒိယစာရေးဆရာကြီးရာဟုလတန်ကစီရဲ့22ရာစုဆိုတဲ့ဝတ္ထုကျွန်တော်ဖတ်ခဲ့ပူတယ်အဲ22ရာစုမှာလူဖွဲ့စည်းဒီလိုဖြစ်ရင်ကောင်းမှာပဲဆိုပြီးတော့သူစိတ်ကူးရင်ပြီးတော့သူကတော့ကွန်မြူနစ်ကွန်မြူနစ်ဇင်ကိုဒီမြှုပ်ကိုပြီးတော့ရေးခဲ့တာပေါ့ဒါပေမဲ့သူကအဲ့ဒီမှာ social security ကိုပုံဖော်တဲ့အခါနယ်သာလန်နိုင်ငံဟာအဲ့ဒီပုံရိပ်ကိုလွှမ်းခြုံမိတဲ့လူဖွဲ့စည်းလို့ကျွန်တော်မြင်တာပေါ့ဗျာသူဒီ22ရာစုဆိုတဲ့ဝတ္ထုကြီးထဲမှာလူတွေအလုံးကတပင်းကြီးအကျိုးခံစား권တွေရတဲ့လွတ်လပ်တဲ့နော်ငြိမ်းချမ်းတဲ့ညီညွတ်တဲ့တရားဥပဒေစိုးမိုးတဲ့ပညာတွေတက်ပွန်တဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေအားကောင်းတဲ့နိုင်ငံကြီးတစ်ခုလူဖွဲ့စည်းတစ်ခုအထူးသဖြင့်ဆရာနဲ့ကျွန်တော်လည်းပြောခဲ့တဲ့ခုတဝနဲ့တူဒီအမိခိုတွေကင်းပြီးတော့မနာလိုဝန်တိုမှုတွေရှင်းအဲ့ဒီမှာမေတ္တာတရားနဲ့ပဲတဝနဲ့တူကြည်ကြတဲ့လူဖွဲ့စည်းသူပုံဖော်တာပေါ့အဲ့ဒါကျွန်တော်ကအဲ့ဒီပုံစံမှုမြင်ရတဲ့အခါဆရာရောက်နေတဲ့နိုင်ငံကိုကျေးဇူးတင်တယ်လို့ကျွန်တော်လည်းကျွန်တော်ရောက်နေတဲ့နိုင်ငံကိုကျေးဇူးတင်ပြီးတော့ကျွန်တော်တို့မွေးရမြေနိုင်ငံကိုလည်းပဲဒီလိုစနစ်တွေနဲ့ဗုဒ္ဓရဲ့တရားတော်တွေအတိုင်းထွန်းကားတဲ့လူဖွဲ့စည်းပေါ့အနောင်ဖွဲ့ကင်းကင်းနဲ့ယက်တီခွင့်ရလာတဲ့အခါမှာအနောင်ဖွဲ့နဲ့နေရတဲ့ဘဝတွေကနေထွတ်မြောက်ကိုရောက်နေတဲ့ဘဝကိုမကြိုက်ဘူးနော်ရုံထွက်ခွင့်
ဆိုကြပါစို့ရန်နေဆိုရင်ကျွန်တော်ခဏပြောတယ်လေမပြောဘဲနဲ့နေရတဲ့အခြေအနေကနေပြီးတော့ရုံထွက်ခွင့်ပြီးတော့အိမ်တော်တွေအိမ်တော်ရေးမตายရဘူးရုံထွက်ခွင့်ဒါမျိုးတွေပေါ့ဗျာအများကြီးရှိတဲ့ဘဝမျိုးရွေးချယ်နိုင်တာပေါ့အဲ့တော့ဒီနေ့တော့ဒီလောက်ပဲထားကြပါစို့အများကြီးကျွန်တော်တို့ပြောခဲ့ပြီးပြီကျွန်တော်တို့ရဲ့အတွေးခေါ်အယူဆတွေထဲမှာလိုတာတွေရှိမယ်ပူတာတွေရှိမယ်လက်မခံနိုင်စရာတွေလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ဒီအတွက်လည်းပဲထပ်ဖြစ်ပြီးတော့တွေးနိုင်သလိုဆွေးနွေးနိုင်တယ်ပေါ့ဗျာတခြားတနေရာနေပြီးတော့ထောက်ပြလို့လည်းရတယ်ပေါ့ဒီမှာလည်းပဲဆရာအမြဲတမ်းပြောတယ်ငါတို့ဒီ talk show တွေကိုနားထောင်တဲ့လူရှိပါမလားအခုဒီမှာ YouTube live လွှင့်တာပေါ့ဒီနေ့ကျွန်တော်တို့ Facebook ကနေမဟုတ်ဘဲနဲ့ YouTube ကနေပြီးတော့ live လွှင့်တဲ့အခါမှာ YouTube အောက်မှာလာပြီးတော့ comment လာပေးကြတယ်3ယောက်လောက်ရှိတယ်ရှိတော့အဲ့ဒီနှစ်ယောက်ကတော့ကျွန်တော်တို့အပိလက်ပါတဲ့တယောက်ကတော့အစင်လေးစားလေးရဲ့နောက်တစ်ယောက်ကတော့ဒီ talk show တွေကိုစင်စစ်မပြတ်ဇက်တိုက်နားထောင်ခဲ့တယ်ဒီ day စနစ်ထိဆိုရင်တေချာနားထောင်ခဲ့တယ်အခုလည်းပဲနားထောင်နေတော့မှာပဲတဲ့ဒီနေ့ကတော့ live အမိကြည့်ခွင့်ရတဲ့အတွက်အရန်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ရဲ့ပြည်သက်တူကနေပြီးတော့comment ပေးထားတာဖတ်ရပါတယ်အဲ့ဒါဆရာကိုကျွန်တော်ကဒီမှာချက်ချင်းပြောလိုက်တာပေါ့ဒီကျွန်တော်ရဲ့ဒီ Facebook မှာဆိုလည်းပဲဒါဒီ video file ကိုပြန်တင်တယ် live လဲလွှင့်တယ်လွှင့်တဲ့အခါမှာလည်းပြည်သက်ကထောင်ကနန်းတောင်ကနန်းအမြဲတမ်းရှိတဲ့အခါကျတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဆရာတို့ကျွန်တော်တို့ဖတ်ခဲ့တဲ့ဘာသာရေးမဂ္ဂဇင်းတွေဥယျာဉ်တစ်ထောင်ရောင်းချဖို့ခက်တယ်လေအဲ့တော့ဒီမှာကျွန်တော်တို့တစ်ထိုင်နဲ့တဲထဲနဲ့လူတစ်ထောင်လောက်ကြည့်သွားရင်လည်းကျွန်တော်တို့စကားတွေဟာအရန်တန်ဖိုးရှိသွားတယ်ပေါ့နော်ကျွန်တော်တို့ပြောရယူနဲ့တယ်လို့ပဲကျွန်တော်ခံယူတယ်ပေါ့နောက်ဆုံးဗုဒ္ဓကိုအမြဲတမ်းကျွန်တော်ကြည့်တယ်ပထမဆုံးပြိဿဟာ9ဦးပဲရှိပြီးတော့နောက်ဆုံးပြိဿဟာသူပတ္တတူလေးပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟာပြိဿကဘယ်တော့မှတစ်ထောင်အောင်မရောဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ပြောကြအောင်ပါပဲเนาะဒီနေ့တော့လောက်ပဲထားကြပါစို့ဆရာမကျေးဇူးတင်တယ်เนาะအားလုံးနောက်တော့တဲ့ပုံကိုယ်တွေလည်းပဲကျေးဇူးတင်တယ်အခုပဲဆက်ပြီးတော့နောက်တစ်ဦးကအမီလှမ်းပို့ပါတယ်ကွတ်လက်ပါတဲ့ကြီးခွင့်ရတဲ့တွေလည်းပဲကျေးဇူးတင်ပါတယ်တဲ့ကဲဆရာကြီးဒီလောက်ပဲเนาะအားလုံးလည်းကြက်မှချမ်းသာလို့ဆန္ဒပြကြပါစေအင်တာနက်လည်းမှန်ကြပါစေမီးလည်းလာကြပါစေလက်မှတ်ဆက်သွယ်တွေလည်းကောင်းမွန်ကြပါစေကျွန်တော်တို့ဒီ live လွှင့်တာလေးကိုအခုပဲရှင်းနာလိုက်ပါပြီပြီးရင်လည်း record လေးကိုလည်းကျွန်တော်အခုပဲ